အခုစပြီးတော့သင်ကြားပေးမှာကတော့အခန်း1ရဲ့မီနင်းပိုင်းဖြစ်ပါတယ်။မီနင်းပိုင်းကိုကြည့်တဲ့အခါမှာပထမဦးဆုံးသူကနော်နိုင်ငံကိုပေးထားတယ်ပေါ့နော်။အဲ့ဒီနိုင်ငံတွေရဲ့နာမည်လေးတွေကိုသင်ကြားပေးတဲ့မီနင်းဖြစ်တယ်။ခေါင်းစဉ်ကိုကြည့်ရအောင်ခေါင်းစဉ်ကပါရေးထားလဲဆိုရင်နာရာအီရွန်နာရာရဲ့အဓိပ္ပာယ်ကနိုင်ငံအီရွန်ရဲ့အဓိပ္ပာယ်ကနာမည်ဒါကြောင့်မို့လို့နာရာအီရွန်ရဲ့အဓိပ္ပာယ်ကနိုင်ငံရဲ့နာမည်ပထမဦးဆုံးနိုင်ငံကိုကြည့်မယ်ပထမဦးဆုံးနိုင်ငံကဘာလဲဆိုရင်ဟန်ဂုဟန်ဂုဟန်ဂုဆိုတော့သူကအဓိပ္ပာယ်ကကိုရီးယားဆိုတဲ့အဓိပ္ပာယ်နော်ဒုတိယနိုင်ငံကကြတော့နယ်ဖာနယ်ဖာနယ်ဖာရဲ့အဓိပ္ပာယ်ကနီပေါကိုပြောတာပါနောက်ထပ်တစ်နိုင်ငံကဘာလဲဆိုရင်ဒုံထီမိုရုဒုံထီမိုရုဒုံထီမိုရုရဲ့အဓိပ္ပာယ်ကအရှေ့တီမောနိုင်ငံဖြစ်တယ်နောက်ထပ်တစ်နိုင်ငံကတော့ဘာလဲဆိုရင်လာအိုစုလာအိုစုလာအိုစုကတော့လာအိုနိုင်ငံဖြစ်တယ်နော်နောက်ထပ်တစ်နိုင်ငံကဘာလဲဆိုရင်မီယန်မာမီယန်မာမီယန်မာရဲ့အဓိပ္ပာယ်ကမြန်မာနိုင်ငံဖြစ်တယ်နောက်တစ်နိုင်ငံကကြတော့ဘန်ဂူရာဒေ့ရှ်ဘန်ဂူရာဒေ့ရှ်ဆိုတာကဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြောတာဖြစ်တယ်ဘဲထူနန်ဘဲထူနန်ဆိုတာကဒီမှာ BNN အလံအနီအောင်ပေါ်မှာကျယ်ဝါလေးတစ်လုံးပါတာကဘဲထူနန်ဆိုတာက BNN နိုင်ငံရဲ့အလံပေါ့နော် BNN ကိုဘဲထူနန်လို့ခေါ်တယ်နောက်ထပ်တစ်နိုင်ငံကကြတော့ဦးဇူဘဲခစ်ဆူထန်ဦးဇူဘဲခစ်ဆူထန်ဆိုတာကဥဇဘက်ကစ္စတန်နိုင်ငံဦးဇူဘဲခစ္စတန်အပေါ်ကအနီအောက်ကအဖြူဒီနိုင်ငံကိုဘယ်လိုခေါ်လဲဆိုရင်အင်ဒိုနေရှိယာအင်ဒိုနေရှိယာအင်ဒိုနေရှိယာဆိုတာကအင်ဒိုနီးရှားနိုင်ငံအနီရောင်နောက်ခံနဲ့ကျယ်ဝါမှာကျယ်ဝါလေးလေးလုံးနော်ဒီအလံပါတာကတော့ဘယ်နိုင်ငံလဲဆိုရင်ဂျွန်ဂုဂျွန်ဂုဂျွန်ဂုရဲ့အဓိပ္ပာယ်ကတရုတ်နိုင်ငံဂျွန်ဂုကတရုတ်နိုင်ငံနောက်ထပ်တစ်နိုင်ငံကကြတော့သူကဘယ်လိုရေးထားလဲဆိုရင်ကမ်ဘိုဒီးယားကမ်ဘိုဒီးယားကမ်ဘိုဒီးယားဆိုတော့ကမ်ဘောဒီးယားနိုင်ငံကမ်ဘိုဒီးယားဒီမှာတစ်နိုင်ငံကျန်သွားမယ်နော်ဆူရီလန်ကာဆူရီလန်ကာရဲ့အဓိပ္ပာယ်ကတီရိလင်္ကာနိုင်ငံနော်တီရိလင်္ကာနိုင်ငံရဲ့အလံကဒီမှာထူးခြားချက်ရှိတယ်ချင်းလေးကဓားကင်ထားတဲ့ပုံပေါ့အဲ့ဒါဆိုရင်ဆူရီလန်ကာတီရိလင်္ကာနိုင်ငံနောက်ဒီဘက်ကနေနဲ့တူတဲ့ပုံစံနဲ့ပေါ့နော်ဒီနိုင်ငံရဲ့နာမည်ကတော့ခီရူဂီဆူဆူထန်ခီရူဂီဆူဆူတန်မြန်မာလိုကြတော့သူကိုကာကစ္စတန်လို့ခေါ်တယ်ကာကစ္စတန်နိုင်ငံဖြစ်သွားမယ်အယောင်3ယောင်နဲ့နော်အလယ်မှာကျယ်လေးတွေပါတာကတော့ထာဂျီခီဆူထန်ထာဂျီခီဆူထန်ဒါကြတော့နော်တာကစ္စတန်နိုင်ငံတာကစ္စတန်နိုင်ငံကိုထာဂျီခီဆူထန်လို့ခေါ်တယ်နောက်တစ်ခါဒီလိုမျိုးအယောင်လေး3ယောင်နော်အနီရယ်ဖြူရယ်အပြာရယ်ဒီပါတဲ့နိုင်ငံကိုကြတော့ထဲကုထဲကုထဲကုရဲ့အဓိပ္ပာယ်ကထိုင်းနိုင်ငံဖြစ်ပါတယ်နောက်တစ်နိုင်ငံကကြတော့ဖာကီဆူထန်ဖာကီဆူထန်ကြတော့ပါကစ္စတန်နိုင်ငံပါကစ္စတန်လို့ခေါ်တယ်ပါကစ္စတန်နိုင်ငံဖိလစ်ပင်းဆိုတာကဖိလစ်ပိုင်နိုင်ငံဖိလစ်ပင်းကဖိလစ်ပိုင်နိုင်ငံဖြစ်သွားမယ်နော်အဲ့တော့ဒီမှာအားလုံးစုစုပေါင်းသူကဘယ်နှနိုင်ငံရှိလဲဆိုရင်ဒီပုံထဲမှာဆိုရင်အားလုံး18နိုင်ငံအဲ့ဒီ18နိုင်ငံမှာဟန်ဂုကိုဖယ်လိုက်ပေါ့နော်အဲ့တော့18နိုင်ငံကျန်တယ်အဲ့ဒီ18နိုင်ငံကတော့ဒီ EBS စနစ်နဲ့ MOU ထိုးထားတဲ့အလုပ်သမားသဘောတူညီမှုစာချုပ်ထိုးထားတဲ့နိုင်ငံတွေဖြစ်ပါတယ်အဲ့ဒါအပြင်ကိုဒီအောက်မှာမီနင်းလေးတွေပါတယ်ပေါ့နော်ဒါလေးတွေကိုလည်းဆက်မလို့ကြည့်အောင်သူကကြတော့ဗာရေးထားတဲ့ဆိုရင်အောနုရဲ့အဓိပ္ပာယ်ကဘယ်ဆိုတဲ့အဓိပ္ပာယ်စာရန်ဆိုတာကလူနိုင်ငံနဲ့တွဲရင်လူမျိုးဖြစ်သွားမယ်အီရွန်ရဲ့အဓိပ္ပာယ်ကနာမည်ဂူကြော့ဆိုတာကနိုင်ငံဒေသကိုပြောတာနူဂူရဲ့အဓိပ္ပာယ်ကဘဒူဆိုတဲ့အဓိပ္ပာယ်ဒါဆိုရင်ဒီမီနင်းတွေကိုအရင်ဆုံးအခန်း1အတွက်ကြက်ထားပေးပါအခန်း1မှာပထမဦးဆုံးလေ့လာရမယ့်တရားကတော့အင်မနီဒါဆိုတဲ့တရားနော်အင်မနီဒါဆိုတဲ့အဓိပ္ပာယ်ကမြန်မာလို
ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နောက်တစ်ခုကအတန်ထွက်ကဘယ်လိုထွက်ရမလဲဆိုရင် imnika imnika ရဲ့အဓိပ္ပာယ်ကတော့မြန်မာလိုဖြစ်ပါသလားဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အတန်ထွက်ကိုပြောရမယ်ဆိုရင်ဒီ e ရဲ့အောက်မှာဘာတက်လေးရှိတယ်ဆိုတော့ဒီဘာတက်လေးရှိတယ်ပေါ့နော်ဒီဘက်ကကျတော့နာနော်ဘီးကနာဖြစ်နေတယ်အဲ့တော့ဘာနဲ့နာနဲ့ဆိုနေဆိုရင်တဲ့သူတို့အတန်ထွက်ကဘာတန်ကိုမတန်ပြောင်းထွက်ပေးရတယ်မတန်လေးပြောင်းထွက်လိုက်တဲ့အခါကျတော့သူ့ကိုဆိုတဲ့အခါမှာ imnida လို့မဆိုဘဲနဲ့အတန်ထွက်ကို imnida လို့ဆိုပေးပါ imnida နော်မြန်မာလိုအဓိပ္ပာယ်က imnida ဆိုရင်ဖြစ်ပါတယ်ပေါ့နော်ဖြစ်ပါတယ်အဲ့တော့ဘာဖြစ်ပါသလဲပေါ့ဘာဖြစ်ပါသလဲဆိုလို့ရှိရင်မေးခွန်းပြောင်းသွားမယ်ပေါ့မေးခွန်းပြောင်းသွားတဲ့အခါကျရင်ဒီဓာနေရာမှာဘာလေးအစားထိုးရမလဲဆိုရင်ကာလေးကိုအစားထိုးလိုက်တာနဲ့သူကမေးခွန်းပုံစံလေးဖြစ်သွားမယ်ပေါ့နော်ကာလေးကိုအစားထိုးလိုက်တာနဲ့မေးခွန်းပုံစံလေးဖြစ်သွားမယ်ဒါကြောင့်မလို့ imnika ဆိုလို့ရှိရင်မြန်မာလိုအဓိပ္ပာယ်ကဖြစ်ပါသလားဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်ဒါဆိုရင်ဖြစ်ပါတယ်နဲ့ဖြစ်ပါသလားကအရှိမသူကဘာတွေနဲ့တွဲမလဲပေါ့ဘာတွေနဲ့တွဲမလဲဆိုရင်မြန်မာလိုနားလည်အောင်ပြောရင်နာမည်တွေနဲ့တွဲလို့ရတယ်နော်နာမည်ပေါင်းစုံရှိတယ်တက်ရှိတက်မဲ့အကုန်လုံးနာမည်တွေနဲ့ imnida နဲ့တွဲလို့ရတယ် imnika နဲ့တွဲလို့ရတယ်ဒါဆိုရင်ဥပမာစာကြောင်းတွေကိုကြည့်ရအောင်နော်အခုဒီမှာပေးထားတဲ့ဥပမာကတော့စာအုပ်ထဲမှာပါတဲ့ဥပမာတွေဖြစ်ပါတယ်နော်ဒါကတော့လက်ရင်းနဲ့ဖော်ပြထားတာပေါ့နော်အဲ့တော့ကျောင်းသားတွေကဒီစာအုပ်နဲ့တွဲကြည့်လို့လည်းရပါတယ်ကျောင်းသားတွေကနော်စာအုပ်ထဲနဲ့တွဲကြည့်အဲ့ဒီစာအုပ်ထဲမှာပါတဲ့ဥပမာစာကြောင်းတွေပဲဖြစ်တယ်အဲ့တော့ပြန်ရှင်းပြရမယ်ဆိုရင်ဒီမှာပေးထားတဲ့ဂျော်ဆိုတာကမြန်မာလိုဆိုရင်ကျွန်တော်ပေါ့နော်ဂျော်ရဲ့အဓိပ္ပာယ်ကမြန်မာလိုဆိုရင်ကျွန်တော်မိန်းကလေးဆိုရင်တော့ကျမပေါ့ကျွန်တော်ဒီနူးဆိုတဲ့အတန်အတွက်နူးဆိုတဲ့အဓိပ္ပာယ်ကတော့ဒါဆိုရင်ဒီစာကြောင်းကိုဘာသာပြန်ရင်ဂျော်နူးရဲ့အဓိပ္ပာယ်ကကျွန်တော်ကတော့မိန်းကလေးဆိုရင်ကျမကတော့ဒီသုံးလုံးပေါ့နော်ယူစုဖုဆိုတာကသူကလူတစ်ယောက်ရဲ့နာမည်ယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေသူ့ရဲ့နာမည်ကိုဘယ်လိုခေါ်လဲဆိုရင်ယူစုဖုဖြစ်ပါတယ်ကိုစောစောတုန်းကတရားပိုင်းကဘယ်လိုသင်ခဲ့လဲဆိုရင်imnida နော် imnida ရဲ့အဓိပ္ပာယ်ကဘာဖြစ်လဲဖြစ်ပါတယ်နော်စောစောတုန်းကသင်ခဲ့တဲ့ imnida ကပါတယ်ဖြစ်ပါတယ်အဲ့တော့ပြောချင်တာကကျမကတော့ဘာလို့ဖြစ်ပါတယ်ယူစုဖုဖြစ်ပါတယ်ပေါ့နော်ယူစုဖုဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ပြောချင်တာကဒီနာမည်တစ်ခုကိုဘာနဲ့တွဲလိုက်မလဲဆိုရင် imnida လေးနဲ့တွဲလိုက်မှာပေါ့နော်နာမည်လေးတစ်ခုကို imnida နဲ့တွဲလိုက်တယ်ဆိုရင်သူ့ရဲ့အဓိပ္ပာယ်ကဒီနာမည်ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပြောတာနော် imnida ရဲ့အဓိပ္ပာယ်ကဖြစ်ပါတယ်ကဲနောက်တစ်ခါဥပမာကဝမ်မင်ပေါ့နော်ဝမ်မင်ဆိုတာကလည်းစောစောကပြောတဲ့အတိုင်းပဲသူဒီဘာဖြစ်သွားမလဲဆိုရင်နာမည်ဝမ်မင်ကပါတယ်နာမည် imnida ကစောနာကပြောတယ်ဖြစ်ပါတယ်တဲ့အဲ့တော့ဝမ်မင် imnida ဆိုရင်သူရဲ့အဓိပ္ပာယ်ကဝမ်မင်ဖြစ်ပါတယ်အဲ့တော့နော်ရမယ်ထင်တယ်နော် imnida ရဲ့အဓိပ္ပာယ်ကဖြစ်ပါတယ်ကဲနောက်ထပ်တစ်ခုဒါကတော့အမေးဖြေနဲ့သွားမယ်နော်အဲ့တော့အမေးဖြေတွေမှာဒီမှာပါလေးပါထားရှိတဲ့ဂါကကြတော့သူကမေးခွန်းမေးတဲ့လူနေရာမှာသုံးတာပဲနော်သူမှာထူးခြားတဲ့အဓိပ္ပာယ်မရှိဘူးနာကကြတော့ဘယ်နေရာမှာသုံးလဲဆိုရင်ဒါဖြေတဲ့လူရဲ့နေရာမှာသုံးမယ်နော်အဲ့တော့သူကဘာရေးထားလဲဆိုရင်အော်နူဆိုတာကမြန်မာလိုဘဲဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်မိနစ်မှာပါပြီးသားနော်အော်နူကဘဲနာရာရဲ့အဓိပ္ပာယ်ကနိုင်ငံအော်နူနာရာဆိုရင်ဘဲနိုင်ငံဒီမှာပါတဲ့စာရန်ကတော့တစ်လုံးတည်းဆိုရင်လူနိုင်ငံနဲ့တွဲလို့ရှိရင်သူကလူမျိုးဆိုတဲ့အဓိပ္ပာယ်ရမယ်နော်နိုင်ငံနဲ့တွဲရင်ဘာပြောရမလဲလူမျိုးအဲ့တော့အော်နူနာရာစာတန်းဆိုရင်ဘယ်နိုင်ငံကလူမျိုးimnika ရဲ့အဓိပ္ပာယ်ကမေးခွန်းဖြစ်သွားတဲ့အတွက်ကြောင့်သူ့ကိုဖြစ်ပါသလားလို့ဘာသာပြန်ဖြစ်ပါသလဲပေါ့နော်ဘယ်နိုင်ငံကလူမျိုးဖြစ်ပါသလဲမေးခွန်းဖြစ်သွားမယ်ပြန်ဖြေမယ်ဂျော်နွန်းဒီအတိုင်းပဲနော်ဂျော်နွန်းအပေါ်အတိုင်းပဲဂျော်နွန်းကကျွန်တော်ကတော့ကျမကတော့လာအိုစုကလာအိုစာရန်ကလူမျိုးလာအိုလူမျိုးimnidaရဲ့အဓိပ္ပာယ်ကဖြစ်ပါတယ်ကျမကတော့လာအိုလူမျိုးဖြစ်ပါတယ်အခုရှင်းပြတာကိုနားလည်မယ်ထင်တယ်ဘယ်လိုပဲမှတ်ရမလဲ imnida ဆိုရင်သူကအဓိပ္ပာယ်ကဖြစ်ပါတယ် imnika ဆိုရင်သူ့ရဲ့အဓိပ္ပာယ်ကဖြစ်ပါသလားဒါကပထမဦးဆုံးသင်ကြားရမယ့်တရားပုံစံလေးဖြစ်တယ်
ဖော်ပြပေးမယ့်အပိုင်းကတော့တရားတွေကိုရှင်းလင်းချက်ပြီးတဲ့အခါမှာသူကအောက်ကနေပြီးတော့လက်ကြည့်ကန်လုပ်တဲ့အပိုင်းဖြစ်ပါတယ်လက်ကြည့်ကန်လုပ်တဲ့အခါမှာဒီဘက်ကအကွက်လေးကတော့ပုံမှန်ပေးထားတဲ့အတိုင်းပဲသူကနမူနာလေးပေးထားတယ်ပေါ့နော်ဒီဘက်ကနမူနာကိုကြည့်ပြီးတော့ဟိုဘက်ခြမ်းမှာလိုက်ပြီးတော့ဖြည့်ရမယ့်လက်ကြည့်ကန်ပုံစံဖြစ်ပါတယ်နော်ဒါကိုတော့ဒူရင်းတို့ရှင်းမယ်အမြန်နဲ့ရှင်းပြလိုက်မယ်နော်အဲ့တော့ဒီဘက်မှာပေးထားတာကဤရုံးရဲ့အဓိပ္ပာယ်ကနာမည်ကအာဂုံဂူကြောရဲ့အဓိပ္ပာယ်ကဒုံထီမိုရုဆိုတော့အရှိတီမောနိုင်ငံနာမည်ပေးထားတယ်နိုင်ငံပေးထားတယ်ဒါကိုနှုတ်ဆက်ခိုင်းတယ်ပေါ့နော်အညွာဆဲရောမင်္ဂလာပါအာဂုံအီမနီတာအောင်ကူဖြစ်ပါတယ်ဒုံထီမိုရုစားတိုင်းအီမနီတာအရှိတီမောလူမျိုးဖြစ်ပါတယ်ဒီပုံစံတိုင်းကိုဒီမှာရှိတဲ့အစိမ်းအောင်နော်ပြထားတဲ့ဘိုင်းမှာနာမည်နေရာမှာကိုယ့်ရဲ့နာမည်ကိုရေးမယ်ကိုယ့်ရဲ့နာမည်ကကြော်ဆိုလို့ရှိရင်ဒီအီရွန်ရဲ့ဘေးမှာကြော်ကိုရေးပေါ့နော်ပြီးလို့ရှိရင်ဂူကြော့ကပါလဲဆိုရင်သူကနိုင်ငံကကိုယ်မြန်မာလူမျိုးဆိုရင်မီယန်မာလို့ရေးလိုက်ပြီးရင်အောက်ကနှုတ်ဆက်တဲ့နေရာမှာအစားထိုးထည့်မယ်သူ့အတိုင်းမေးပြောမယ်အညွာဆဲရောမင်္ဂလာပါကြော်လို့ရေးထားတဲ့အတွက်ကြောင့်ကြော်အီမနီတာကြော်ဖြစ်ပါတယ်မြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မြန်မာစားတိုင်းအီမနီတာဒါကအပေါ်ကတရားနဲ့ပတ်သက်ပြီးတော့နော်လုပ်ကြည့်ရမယ်လေ့ကြည့်ရန်ပုံစံဖြစ်ပါတယ်နောက်ထပ်လေ့ကြည့်ရန်နံပါတ်2ကကြတော့ဘိုဂီဝါကချီဥပမာကဲ့သို့ဒေဝါဟဲပိုဆဲရောစကားပြောကြည့်ပါတဲ့တော့ဒီမှာပေးထားတဲ့ပုံလေးကတော့ဖိလစ်ပိုင်နိုင်ငံဒါပေါ့နော်ဒါကိုဘယ်လိုမျိုးမေးခွန်းလုပ်မလဲဆိုရင်အော်နူနာရာစားတိုင်းအီမနီကာဘယ်နိုင်ငံလူမျိုးဖြစ်ပါသလဲသူကဖိလစ်ပင်းလို့ရေးထားတဲ့အတွက်ကြောင့်ပြန်ဖြေတဲ့အခါမှာဖိလစ်ပင်းစားတိုင်းအီမနီတာဖိလစ်ပိုင်လူမျိုးဖြစ်ပါတယ်အဲ့တော့နံပါတ်1ကထဲကူးဆိုရင်ထိုင်းမေးခွန်းလုပ်မယ်အော်နူနာရာစားတိုင်းအီမနီကာထိုင်းလူမျိုးဖြစ်ပါတယ်ဆိုရင်ထဲကူးစားတိုင်းအီမနီတာမြန်မာလူမျိုးဖြစ်တယ်ဆိုရင်မီယန်မာစားတိုင်းအီမနီတာကမ်ဘောဒီးယားလူမျိုးဖြစ်ရင်ကမ်ဘောဒီးယားစားတိုင်းအီမနီတာဘင်္ဂလားဒေ့ရှ်လူမျိုးဖြစ်တယ်ဆိုရင်ဘင်္ဂလားဒေ့ရှ်စားတိုင်းအီမနီတာဒီလိုပြောလို့ရပါတယ်နော်ပြီးတော့နောက်ထပ်စာမျက်နှာတစ်ခုမှာစကားပြောပိုင်းပါတယ်ဒီစကားပြောကိုဆက်ကြည့်ရအောင်စကားပြောဖြစ်တဲ့အတွက်ကြောင့်2ယောက်စကားပြောတဲ့ပုံစံလေးပေးထားတယ်ဒီဘက်ကကောင်လေးတစ်ယောက်နဲ့ဒီဘက်ကကောင်လေးတစ်ယောက်နော်2ယောက်စကားပြောပုံစံပေးထားတယ်အဲ့တော့ဒီစကားပြောလေးကိုရှင်းပြပေးပါမယ်ပထမတစ်ယောက်ကနော်သူကစပြီးတော့နှုတ်ဆက်မယ်တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုစပြီးတော့နှုတ်ဆက်မလဲဆိုရင်အညွန်ဟာဆဲရောမင်္ဂလာပါအောင်ကူအီမနီတာအောင်ကူဖြစ်ပါတယ်ဒုံထီမိုရူစားတိုင်းအီမနီတာအရှိတီမောလူမျိုးဖြစ်ပါတယ်ဒါကပထမတစ်ယောက်ကနှုတ်ဆက်တဲ့ပုံစံမာဒူကပြောတယ်အညွန်ဟာဆဲရောမင်္ဂလာပါမာဒူအီမနီတာမာဒူဖြစ်ပါတယ်တခါအောင်ကူကသူ့ပြောတယ်အော်နူနာရာစားတိုင်းအီမနီကာဘယ်နိုင်ငံလူမျိုးဖြစ်ပါသလဲမာဒူကပြောတယ်နေဖာစားတိုင်းအီမနီတာနီပေါလူမျိုးဖြစ်ပါတယ်အဲ့တော့ဒီစကားပြောကအတန်ဖိုင်ရှိတယ်ဖြစ်နိုင်တယ်ဆိုရင်တော့အတန်ဖိုင်နဲ့လိုက်ပြီးတော့လေ့ကျင့်ပေးစေချင်ပါတယ်ဘယ်လိုလေ့ကျင့်ရမလဲဆိုရင်စာကားကိုမကြည့်ဘဲနဲ့ဒီအတန်ဖိုင်ကိုလိုက်ပြီးတော့ဆိုတဲ့ပုံစံမျိုးလေ့ကျင့်ပေးပါနော်နမူနာလေးပြောပြမယ်နမူနာလေးအတိုင်းကြည့်ပေးပါ안녕하세요. 아궁입니다. 동티모르 사람입니다. 안녕하세요. 마두입니다. 어느 나라 사람입니까? 네팔 사람입니다. ဒါကသူတို့ခုနတုန်းကပြောသွားတဲ့စကားပြောပေါ့နော်အဲ့ဒါကိုကိုကအတန်ထွက်တိုင်းလိုက်ဆိုမယ်ပေါ့နော်ဒါဆိုရင်နမူနာကြည့်ရ 안녕하세요. အဲ့လိုမျိုးသူကပြောတဲ့အတိုင်းကိုကပါဇက်ကနေအညွန်ဟာဆဲရော 아궁입니다. အာကူအီမနီတာ 동티모르 사람입니다. ဒုံထီမိုရူစားတဲ့မီမီတာ 안녕하세요. အညွန်ဟာဆဲရော 마두입니다. မာတူအီမနီတာ 어느 나라 사람입니까? အော်နူနာရာစားတဲ့မီမနီကာ 네팔 사람입니다. နေဖာစားတဲ့အီမနီတာနီပေါလူမျိုးဖြစ်ပါတယ်အခုကကြတော့ဒီစာချောင်းတွေကနည်းနည်းနှုတ်ဆက်တဲ့ပုံစံဆိုတော့လွယ်သေးတာပေါ့နော်နောက်ပိုင်းကျရင်သူကစာချောင်းလေးတွေရှိလာမယ်အဲ့တော့ကျရင်ကိုကဆိုချင်းရှိအောင်သူ့ရဲ့အတန်ထွက်တိုင်းလိုက်ပြီးတော့လေ့ကျင့်ပေးရမှာနော်ဒါကစကားပြောကိုလေ့ကျင့်ရမယ့်ပုံစံဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီမှာမေးခွန်းလေးတွေလည်းပေးထားတယ်ဘယ်လိုပေးထားလဲဆိုရင်အောင်ကူနွန်အော်နူနာရာစားတဲ့အီမနီကာအောင်ကူကဘယ်နိုင်ငံသားဖြစ်ပါသလဲတဲ့စောနာတော့ကသူကဘယ်လိုပြောထားလဲဆိုရင်အောင်ကူဒီဒုံထီမိုရူစာတန်းဖြစ်တယ်လို့ပြောတဲ့အတွက်ကြောင့်
한국어 동티모르 사람입니다. သူတို့ဖြေလို့ရတယ်။ 마두는 어느 나라 사람입니까? 마두가 ဘယ်နိုင်ငံသားဖြစ်ပါသလဲ။အဲ့တော့မာဒူကကြတော့ဘယ်နိုင်ငံသားလဲဆိုရင်နီပေါလူမျိုးဖြစ်တဲ့အတွက်ကြောင့်မာဒူနိုနေဖာစာရန်မီမီတာနီပေါလူမျိုးဖြစ်ပါတယ်။ဒါကတော့အခန်းတစ်ခန်းမှာလေ့ကျင့်ရမယ့်ပုံစံလေးတွေတာဖြစ်တယ်။မြများစာဖတ်နိုင်လေစာမြများလိုက်ရလေဖြစ်ပါတယ်နော်။ဒီလေးကြည့်ခန်းလေးကတော့သူကခေါင်းစဉ်ကပါရေးထားလဲဆိုရင်ဂျေရှိတွင်းရဲ့အဓိပ္ပာယ်ကဖော်ပြထားတဲ့ဖြိုပြုံးဖော်ပြချက်ကိုဝါယုံဟာတာအသုံးချပြီးတော့ဒေဝါဟဲဘိုဆဲရောစကားပြောလုပ်ပါတဲ့ကောင်မလေးပုံပေးထားတယ်ဘေးမှာအလံလေးတစ်ခုပေးထားတယ်နော်ဒီအလံလေးကဘာလဲဆိုတော့ဗီယက်နမ်နိုင်ငံရဲ့အလံပေါ့ကောင်မလေးရဲ့နာမည်ကဘယ်လိုလဲဆိုရင်ဖူအောင်ဖြစ်ပါတယ်ဘေးမှာဘယ်ထူနန်စာတန်းဆိုတော့ဗီယက်နမ်လူမျိုးဒါကိုလေ့ကျင့်ခန်းဘယ်လိုလုပ်ခိုင်းလဲဆိုရင်ဒီမှာဗာပေးထားတယ်နူဂူအင်နီကာဘယ်သူလဲလို့ပြောတာနော်သူ့ရဲ့နာမည်ကဖူအောင်ဖြစ်တဲ့အတွက်ကြောင့်ဖူအောင်အင်နီတာဖူအောင်ဖြစ်ပါတယ်ဘယ်နိုင်ငံလူမျိုးလဲမေးတယ်ဆိုရင်ကိုရီးယားစလုံးမှာဘယ်လိုဖြစ်သွားမလဲဆိုရင်အော်နူနာရာစာရန်အင်နီကာဘယ်နိုင်ငံကလူမျိုးလဲဗီယက်နမ်အလံပေးထားတဲ့အတွက်ကြောင့်ဘယ်ထူနန်စာရန်အင်နီတာဗီယက်နမ်လူမျိုးဖြစ်ပါတယ်အဲ့တော့ဒီပုံစံတိုင်းကိုအောက်ကဒီမှာခရမ်းရောင်လေးနဲ့စာရေးထားတာတွေ့တယ်အဲ့ဒီအတိုင်းကိုပြောမယ်နော်ရေးထားတာကဒါလင်သူလို့ရေးထားတယ်သူ့ရဲ့နိုင်ငံကစူရီလန်ခါစာတန်းစူရီလန်ခါဆိုတော့တီရီလင်္ကာလူမျိုးပေါ့နော်အဲ့တော့မေးခွန်းလုပ်ရအောင်နူဂူအင်မနီကဘာတူလဲဆိုရင်ဒါလင်ဒူအင်မနီတာဒါလင်ဒူဖြစ်ပါတယ်အော်နူနာရာစာတန်းအင်မနီကဘယ်နိုင်ငံသားဖြစ်ပါသလဲအဲ့တော့သူကတီရီလင်္ကာဆိုတော့စူရီလန်ခါစာတန်းဖြစ်ပါတယ်ဆိုတော့အင်မနီတာစူရီလန်ခါစာတန်းအင်မနီတာအဲ့တော့ဒါလေးတွေကစကားပြောလေးကြည့်ခန်းလေးတွေဖြစ်တယ်ပေါ့နော်သူ့ရဲ့အောက်ကတော့သူအတန်ထွက်လေ့ကျင့်တဲ့အပိုင်းပေါ့နော်အတန်ထွက်လေ့ကျင့်တယ်ဒါတွေကကြတော့ဘယ်လိုတွေဆိုရမလဲဆိုရင်နံပါတ်1ဆိုရင်အာတန်ရဲ့ဩတန်ရဲ့အိုတန်ရဲ့နံပါတ်2ကအာဂီအော်ကျဲအိုရီအခြေခံစလုံးတွေကိုသိချာသင်ထားမယ်ဆိုရင်ဒီစလုံးတွေကိုလည်းဖတ်နိုင်မှာဖြစ်ပါတယ်နော်ဒါကစာအုပ်ထဲမှာသူတို့စာအုပ်ထဲမှာပါတဲ့အတိုင်းပေါ့နော်စီစဉ်ထားတာဖြစ်ပါတယ်ကဲဒုတိယနောက်ထပ်စာမျက်နှာတစ်ခုထပ်ကြည့်အောင်နောက်ထပ်စာမျက်နှာတစ်ခုကတော့ဘာလဲဆိုရင်သူကမီနင်းပိုင်းပေါ့နော်မီနင်းပိုင်းမှာဘာရေးထားလဲဆိုရင်ခေါင်းစဉ်ပိုင်းလေးရင်ကြည့်လိုက်နော်ခေါင်းစဉ်ပိုင်းမှာ G ကော့မြောင်းလို့ထွက်ပြီနော်ဘယ်လိုတန်ထွက်မလဲ G ကော့မြောင်း G ကော့မြောင်းရဲ့အဓိပ္ပာယ်ကအလုတ်ကိုင်းနာမည်ဆိုတဲ့အဓိပ္ပာယ်နော်အလုတ်ကိုင်းရဲ့နာမည်အဲ့တော့ပထမဦးဆုံးအလုတ်ကိုင်းကြည့်မယ်နော်ပထမဦးဆုံးအလုတ်ကိုင်းကကြတော့ဒါចောင်းသူလေးပုံပေးထားတယ်အဲ့တော့ចောင်းသူလေးကိုဘယ်လိုတန်ထွက်မလဲဆိုရင် hak san အဲ့တော့သူ့ရဲ့အဓိပ္ပာယ်2မျိုးရှိတယ်ចောင်းသူလည်းပြောလို့ရတယ်ចောင်းသားလို့လည်းပြောလို့ရတယ်နောက်ထပ်အလုပ်ကိုင်ကကြတော့ sun san nim ကဆရာမဆိုတဲ့အလုပ်ကိုင်ဖြစ်တယ်နောက်ထပ်အလုပ်ကိုင်ဒီဝဲစာဝန်ရဲ့အဓိပ္ပာယ်ကကုမ္ပဏီဝန်ထမ်းနောက်ထပ်အလုပ်ကိုင်ကကြတော့ဂူလိုဂျာရဲ့အဓိပ္ပာယ်ကနော်အလုပ်သမားကိုခေါ်တာပေါ့နော်လုပ်သားကိုခေါ်တယ်ဆိုရင်ဂူလိုဂျာနောက်ထပ်အလုပ်ကိုင်တစ်ခုနော်ရဲကိုဘယ်လိုခေါ်လဲဆိုရင်ဂယွန်ချာကွမ်ရဲဝန်ထမ်းကိုဂယွန်ချာကွမ်မိသက်သမားကိုကြတော့ဆိုဘန်ကွမ်ကမိသက်သမားတခါနော်အစိုးရဝန်ထမ်းကိုကြတော့ဂုံမူဝန်ကအစိုးရဝန်ထမ်းတခါနောက်တစ်ခုကိုကြတော့ဂျုံဝန်ရဲ့အဓိပ္ပာယ်ကဆိုင်ဝန်ထမ်းဆိုင်မှာဈေးရောက်တဲ့လူကိုဂျုံဝန်လို့ခေါ်တယ်နော်နောက်ထပ်အလုပ်ကိုင်ကဆရာဝန်ပေါ့နော်ဆရာဝန်ကြတော့ဘယ်လိုခေါ်မလဲဆိုရင်ဝီစာဆရာဝန်ကိုဝီစာသူနာပြုကိုကြတော့ဂန်နိုစာဆိုတာသူနာပြုစဖို့မှုကိုကြတော့ယိုရီစာရဲ့အဓိပ္ပာယ်ကစဖို့မှုကားဆရာကားဒရိုင်ဘာကိုကြတော့အုံဂျွန်ဂီစာကားဒရိုင်ဘာနောက်ထပ်အလုပ်ကိုင်တစ်ခုကတော့မုတ်ဆူရဲ့အဓိပ္ပာယ်ကလက်သမားဆရာတခါလယ်သမားကိုကြတော့နုံဘူး
နောက်တစ်ခါဒီမှာကြော်သွားတယ်ခုနတော့ကလေ engineer ကိုကြတော့ ဂီsưရဲ့အဓိပ္ပာယ်က engineer တငါတဲ့ငါးဖက်နှမကိုကြတော့ all ဘူးရဲ့အဓိပ္ပာယ်ကတငါတဲ့ငါးဖက်နှမဒီအောက်မှာ meaning လေးတွေရှိတယ်နော်ဒါလေးတွေပါကြက်ပေးရမယ် she ဆိုတာနာမည်ရဲ့အနောက်မှာထည့်တယ်နော်ဥပမာသူ့ရဲ့နာမည်ကစောနာကိုဂျာမင်ပေါ့နော်ဂျာမင်ဆိုရင်သူ့ကိုခေါ်တဲ့အခါမှာဂျာမင် she အဲ့လိုမျိုးနာမည်ရဲ့နောက်မှာထည့်တဲ့စကားလုံးဖြစ်တယ်ဂျော်ဆိုတာကကျွန်တော်ကျမဆိုတဲ့အဓိပ္ပာယ်နော်ယောက်ျားလေးဆိုကျွန်တော်မိန်းကလေးဆိုရင်ကျမအာနီယိုရဲ့အဓိပ္ပာယ်ကအငင်းမှာသုံးတယ်ဟင်းအင်းဆိုတဲ့အဓိပ္ပာယ်နော်ဟင်းအင်းပေါ့နော်အဲ့ဒါဆိုရင်အာနီယိုနဲရဲ့အဓိပ္ပာယ်ကတော့ဟုတ်ကဲ့ဆိုတဲ့အဓိပ္ပာယ်နော်နဲရဲ့အဓိပ္ပာယ်ကဟုတ်ကဲ့ဒါ meaning ပိုင်းပေါ့အလုပ်ကိုင်နဲ့ပတ်သက်တဲ့ meaning ပေါ့နော်အားလုံးပေါင်းသူကဘယ်နှလုံးလဲဆိုရင်16လုံးရယ်အပေါ်ကခေါင်းစဉ်မှာကြက်မယ်ဆိုရင်18လုံးအောက်မှာ4လုံးဆိုတော့23လုံးဒီစာမျက်နှာမှာကြက်စရာ meaning က23လုံးရှိတယ်စာရမယ်ဆိုရင်အောက်ပိုင်းမှာပုံလေးတွေတွေ့ပါလိမ့်မယ်အဲ့တော့ဒီပုံနဲ့စာကိုဘာလုပ်ပေးရမလဲဆက်ပေးရမယ်နော်ပုံနဲ့စာကိုတွဲမယ်ဥပမာဒီမှာနုံးဘူးလို့ရေးထားရင်ဒီပုံထဲမှာဒီမှာလယ်ဓမားဆိုရင်နံပါတ်4မှာပါတယ်အဲဆိုရင်နုံးဘူးနဲ့လယ်ဓမားကိုဆက်ရတာပေါ့နော်ဒီလိုလုပ်တဲ့ဗီဂျီယန်ပုံစံမျိုးဖြစ်ပါတယ်ဒုတိယပိုင်းတင်ကြရမယ့်တရားကပေါ့နော်ဒုတိယပိုင်းတင်ကြရမယ့်တရားကတော့သူကအုံနုံးဆိုတဲ့တရားဖြစ်တယ်ဒီအုံနုံးကလည်းစောနာတုံးကလိုပဲဘာနဲ့သူကတွဲမလဲဆိုရင်နာမည်တွေဖြစ်တဲ့ပေါ့နော်နောင်းနေနဲ့သူကတွဲမယ်နာမည်တွေနဲ့ပဲတွဲတယ်နော်နာမည်တွေနဲ့တွဲတယ်ဘလို့ကွာသွားမဲဆိုရင်ဒီနာမည်မှာတဲ့နော်ဒီနောင်းတွေမှာစာလုံးတွေရဲ့အနောက်ဆုံးလုံးပေါ့နော်စာလုံးတွေရဲ့အနောက်ဆုံးအလုံးမှာအဆုံးသက်ပြီးပါနော်အဆုံးသက်ပြီးပါမယ်အဆုံးသက်ပြီးပါမယ်ဆိုလို့ရှိရင်သူ့ကိုအရှိကဘာနဲ့တွဲပြရမလဲဆိုရင်အောနဲ့တွဲမယ်နော်အဆုံးသက်ပြီးပါရင်ဘာနဲ့တွဲမလဲသူ့ကိုအောနဲ့တွဲမယ်နော်အဆုံးသက်ပြီးဆိုတာဘာလို့ပြောချင်တာလဲပေါ့နော်ဥပမာစာလုံးတစ်လုံးပေါ့နော်စာလုံးကစောနာတုံးကအလုတ်ကိုင်မှာဆရာမဆိုတဲ့အလုတ်ကိုင်ဘယ်လိုခေါ်လဲဆိုရင်စွန်ဆမ်နေလို့ကြက်ခဲ့တယ်နော်စွန်ဆမ်နေရဲ့အဓိပ္ပာယ်ကဘာလဲဆရာမအဲ့တော့စာလုံးကဘယ်နှလုံးရှိနေလဲဆိုရင်3လုံးပေါ့နော်စာလုံးလေးကဘယ်နှလုံးရှိမလဲဆိုရင်3လုံးရှိမယ်ပထမဆုံးလုံးကဘာလဲဆိုရင်စွန်ဆိုတဲ့စာလုံးရယ်ဒုတိယလုံးကဆမ်ဆိုတဲ့စကားလုံးရယ်တတိယလုံးကနုံဆိုတဲ့စာလုံးရယ်ဒီ3လုံးမှာဘယ်ဟာကိုပဲကြည့်ရမယ်ဆိုရင်အနောက်ဆုံးလုံးဖြစ်တဲ့ဒီဘက်က name ဆိုတဲ့စာလုံးကိုပဲကြည့်ရမယ်เนาะဒီအနောက်ဆုံးတစ်လုံးပဲကြည့်ရမယ် name ဆိုတဲ့စာလုံးပဲကြည့်ရမယ်ဒီ name ဆိုတဲ့စာလုံးမှာအဆုံးသက်ပြီးဆိုတာဒီမကိုပြောတာเนาะဒီနေရာမလေးပြောတာဒီကမလေးပြောတာเนาะဒီလိုမျိုးအဆုံးသက်ပြီးပါတယ်အဲ့တော့ပါတယ်ဆိုလို့ရှိရင်သူ့ကိုဒီကဘာနဲ့တွဲမလဲဆိုရင် on နဲ့တွဲလိုက်မယ်เนาะအဆုံးသက်ပြီးဆိုတာစာလုံး3လုံးရှိတယ်ဆိုရင်လည်းအနောက်ဆုံးလုံးကိုကြည့်ရမယ်နှလုံးရှိတယ်ဆိုရင်လည်းအနောက်ဆုံးအလုံးကိုကြည့်ရမယ်တစ်လုံးနဲ့ရှိရင်တော့လေတစ်လုံးနဲ့ကိုကြည့်ပြရမယ်ပေါ့နော်အဲ့တော့ဒီမှာအဆုံးသက်ပြီးပါတဲ့အတွက်ကြောင့်သူ့ကိုဘာနဲ့တွဲမယ်ဆိုရင် on နဲ့တွဲမယ် on နဲ့တွဲတဲ့အခါကျတော့အတန်ထွက်ကဘယ်လိုဖြစ်သွားမလဲဆိုရင်ဒီရဲ့မရဲ့အတန်ထွက်ဒီတဲ့အကိုရောက်သွားတယ်မဟုတ်နော်မဒီအကိုရောက်သွားတဲ့အတွက်ကြောင့်အတန်ထွက်ကြတော့မွန်းဆိုတဲ့အတန်ထွက်ဖြစ်သွားမယ်အဲကြောင့်ဒီစလုံးကိုဆိုတဲ့အခါမှာစွန်ဆန်နီမွန်လို့ထွက်ပြရမယ်နော်စွန်ဆန်နီမွန်တော့မြန်မာလိုအဓိပ္ပာယ်ပြောမယ်မြန်မာလိုအဓိပ္ပာယ်ကစွန်ဆန်နီဆိုတဲ့ကဆရာမပေါ့နော်ဆရာမအဲ့တော့ဒီမှာဆရာလို့ရေးလိုက်မယ်ဒီအုံးရဲ့အဓိပ္ပာယ်ကမြန်မာလိုကတော့ပို့ပြီးတော့သူကအထူးပြုတဲ့ပုံစံပေါက်သွားမယ်အဲ့တော့စွန်ဆန်နီမွန်ဆိုရင်သူ့ရဲ့အဓိပ္ပာယ်ကဘာပြောရမလဲဆိုရင်ဆရာကတော့ဒီလိုဖြစ်သွားမှာပေါ့ဒါဆိုရင်ဘယ်လိုမှတ်ထားမလဲတွဲတဲ့နာမည်နောင်းမှာဟုတ်ပြီလားဘာပါလို့ရှိရင်လေအဆုံးသက်ပြီးပါတယ်ဆိုရင်ဘာနဲ့တွဲရမလဲဒီက on နဲ့တွဲပြရပါမယ်เนาะဒါဆိုရင်ဆန့်ကျင်ဘက်ပြောမယ်เนาะဆန့်ကျင်ဘက်ကသူတွဲတဲ့နောင်းမှာအဆုံးသက်ပြီးရဒီတခါမပါဘူးဆိုရင်တော့သူ့ကိုဘာနဲ့ပဲတွဲရမယ်ဆိုရင်နောနဲ့ပဲတွဲရမယ်နမူနာပေါ့နော်စောနာတုံးကသင်ခဲ့တဲ့ဂျော်ရဲ့အဓိပ္ပာယ်ကမြန်မာလိုကျွန်တော်ကျမပေါ့နော်ဒါဆိုဒီမှာစာတစ်လုံးလေးရှိတယ်ဒီစာလုံးကိုကြည့်လိုက်တဲ့အခါမှာအဆုံးသက်ပြီးရမပါဘူးမပါတဲ့အတွက်ကြောင့်သူ့ကိုကြတော့ဘာနဲ့တွဲမယ်ဆိုရင်နောနဲ့တွဲပြရမယ်သူ့ကိုကြတော့ဘာနဲ့တွဲမလဲနောနဲ့တွဲပြရမယ်အဲ့တော့အတန်ထွက်ကဘယ်လိုပြောရမလဲဆိုရင်ဂျော်နုံเนาะဂျော်နုံဆိုရင်မြန်မာလိုကတော့
ကျွန်တော်ကတော့ဒုမဟုတ်ကျမကတော့ဒီလိုအဓိပ္ပာယ်ဖြစ်သွားမယ်အဲ့တော့ရှင်းပါတယ်အဆုံးသက်ပြီးပါတယ်ဆိုရင် on ကိုသုံးမယ်မပါဘူးဆိုရင်တော့ non ကိုသုံးမယ်မြန်မာလိုအဓိပ္ပာယ်ကတော့ကတော့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်ဒီမှာဖော်ပြထားတဲ့စာလေး၃ကြောင်းကတော့ပုံနှိပ်စာအုပ်မှာပါတဲ့သူ့ရဲ့နမူနာစာကြောင်းလေးတွေဖြစ်တယ်နော်အဲ့တော့ဒီမှာကြည့်ရအောင်သူကပါပေးထားတဲ့ဆိုရင် 2n ပေါ့နော် 2n ဒီသူ့ရဲ့နာမည် 2n မှာဒီ n မှာဆရာမတို့အသက်ပါတဲ့အတွက်ကြောင့်မလို့ဘာနဲ့တွဲမလဲဆိုရင်ဒီက on နဲ့တွဲမယ်နော်အတန်အတွက်ဘယ်လိုဖြစ်သွားမလဲဆိုရင်အတန်ကူးသွားမယ် 2n နော် 2n ကတော့မိုးစုရဲ့အဓိပ္ပာယ်ကလက်သမားအင်းနီတာဖြစ်ပါတယ် 2n ကတော့လက်သမားဆရာဖြစ်ပါတယ်ဂျင်းစုရှိဂျင်းစုရှိကနာမည်ဖြစ်ပါတယ်ဂျင်းစုရှိနော်အဲ့တော့ဂျင်းစုရှိဆိုတဲ့သုံးလုံးမှာရှိကိုကြည့်တဲ့အခါမှာအသက်မပါတဲ့အတွက်ကြောင့်ဘာနဲ့တွဲရမလဲဆိုရင်သူ့ကိုနောနဲ့တွဲမယ်နော်အတန်အတွက်ကဘယ်လိုဖြစ်ရမလဲဂျင်းစုရှိနော်ဂျင်းစုရှိကတော့ပွဲစားဝန်ရဲ့အဓိပ္ပာယ်ကကုမ္ပဏီဝန်ထမ်းအင်းနီတာရဲ့အဓိပ္ပာယ်ကဖြစ်ပါတယ်ဒါကြောင့်ဂျင်းစုရှိကတော့ကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်ဂျာဟာလာရှိဆိုတာနာမည်ပဲเนาะဒီရှိမှာအသက်မပါတဲ့အတွက်ကြောင့်သူလည်းဘာနဲ့တွဲမလဲနောနဲ့ပဲတွဲမယ်ဂျာဟာလာရှိနော်ဂျာဟာလာရှိကတော့ပါကစ္စတန်စားတဲ့အီမနီတာပါကစ္စတန်လူမျိုးဖြစ်ပါတယ်အဲဆိုရင်နားလည်လောက်ပြီးထင်ပါတယ်အဲ့တော့နောင်းအနေနဲ့เนาะအနောက်ဆက်သွဲအနေနဲ့ on နဲ့တွဲမယ်ပေါ့เนาะ on နဲ့တွဲတယ်ဆိုရင်အသက်ပါရင် on နဲ့တွဲမယ်အသက်မပါရင်နာနဲ့တွဲမယ်နောနဲ့တွဲမယ်เนาะအသက်မပါရင်နောနဲ့တွဲတယ်မြန်မာလိုအဓိပ္ပာယ်ကတော့ဘာဖြစ်သွားမလဲဆိုရင်ဒီနောင်ကတော့ဆိုတဲ့အဓိပ္ပာယ်နောင်ကတော့ဒီနောင်ကိုပို့ပြီးတော့ပေါ်လွင်စေတယ်အများတွေကတယောက်ကိုထုတ်နှုတ်ပြောဆိုတာမျိုးလို့เนาะသူ့ကိုပို့ပြီးတော့မှအထူးပြုချင်တယ်ဆိုရင်ဘာကိုသုံးရမလဲဆိုရင် on နဲ့နောနဲ့ကိုသုံးမယ်ဘယ်လိုကွာမလဲအဆုံးသက်ပြီးပါရင် on ကိုသုံးမယ်မပါရင်တော့ non ကိုသုံးရမှာဖြစ်တယ်ဒါဆိုရင်ဒီတရားကိုရှင်းပြီးထင်တယ်เนาะပြီးရင်အဲ့ဒီတရားအောက်မှာလေ့ကျင့်ခန်းလေးတစ်ခုရှိတယ်ဒီလေ့ကျင့်ခန်းကိုပုံနှိပ်စာအုပ်နဲ့တွဲကြည့်ပေးပါတရားကိုသင်ကြားပြီးတဲ့အခါမှာသူ့အောက်ကလေ့ကျင့်ခန်းကိုဆက်ပြီးတော့ကြည့်ရမယ်เนาะဒီအောက်ကလေ့ကျင့်ခန်းကဘာလို့ခိုင်းလဲဆိုရင်ဒီမှာဖော်ပြထားတဲ့အတိုင်းပဲเนาะခွင်းစခွင်းဘိတ်ထဲမှာ on နဲ့ non နဲ့ပေးထားတယ်ဒီသုံးနဲ့တွဲတဲ့သူ့ရဲ့နောင်းတွေမှာအဆုံးသက်ပြီးပါရင်ဘာနဲ့တွဲမလဲစောစောသင်ကြားထားတဲ့အတိုင်းပဲ on နဲ့တွဲမယ်ပေါ့နော်အကယ်လို့များအဆုံးသက်ပြီးမပါရင်တော့ non နဲ့တွဲမယ်ဆိုနမူနာတစ်ပုဒ်ကိုဖြည့်ပြမယ်နော်သူကဘယ်လိုရေးထားလဲဆိုရင်ဒီမှာနံပါတ်1ကလီလီဆိုတာနာမည်ပေါ့နော်လီလီ on နဲ့ non နဲ့ပေးထားတယ်နုံဘူးဆိုတာကလယ်ဓမားအင်းနီတာဆိုတာဖြစ်ပါတယ်အဲ့တော့ဘယ်လိုမျိုးပြန်ရေးပေးရမလဲဆိုရင်လီလီကတော့လယ်ဓမားဖြစ်ပါတယ်ဒါဆိုရင်လီလီမှာအဆုံးသက်ပြီးပါမပါကြည့်မယ်နော်အဲ့တော့လီလီဆိုတဲ့စက်လုံးမှာအဆုံးသက်ပြီးမပါတဲ့အတွက်ကြောင့်ဘာကိုရွေးပေးရမလဲဆိုရင်ဒီကနော်နွန်းဆိုတဲ့စက်လုံးလေးကိုဘာလို့ရမလဲဝိုင်းပေးရမှာပေါ့နော်နွန်းဆိုတဲ့စက်လုံးကိုဝိုင်းပေးမယ်နွန်းဆိုတဲ့စက်လုံးလေးဝိုင်းပေးမယ်ပေါ့နော်ကဲဒါဆိုနောက်တစ်ပုဒ်ကိုကြည့်မယ်နံပါတ်2ကနစ်ချာနန်ဆိုတဲ့စက်လုံး3လုံးရှိတဲ့ထဲမှာဘယ်စက်လုံးကိုပဲကြည့်ရမလဲဆိုရင်ဒီကနန်ဆိုတဲ့စက်လုံးပဲကြည့်ရမယ်နော်ဆုံးသက်ပြီးပါတဲ့အတွက်ကြောင့်မလို့သူ့ကိုဘာနဲ့တွဲမလဲ on နဲ့တွဲမလား non နဲ့တွဲမလားပေါ့နော်အဲဒါဆိုရင်အဖြေမှန်းဘာဖြစ်နိုင်မလဲဆိုရင်ဒီက on ပေါ့နော်အဆုံးသက်ပြီးပါတဲ့အတွက်ကြောင့် on နဲ့တွဲလိုက်မယ်အဲ့တော့အတန်ကဘယ်လိုပြောရမလဲဆိုရင်နိချာနန်နော်နိချာနန်ကတော့ထေကူစားတဲ့အီမီတာထိုင်းလူမျိုးဖြစ်ပါတယ်ဆို1နဲ့2နဲ့ကိုဖြည့်ပြတာနော်ကျန်တဲ့3ရယ်4ရယ်5ရယ်6ရယ်ကိုပါနဲ့ကိုဖြည့်ကြည့်ပါပြီးတော့မှအဖြေတိုက်ပေးမယ်နော်ဖြေတိုက်ပေးမယ်ဖြည့်ကြည့်ပါဖြည့်ပြီးတော့မှဖြေတိုက်မယ်နော်ဖြေကတော့ဂျီဆူရှီပေါ့နော်ဂျီဆူရှီမှာအဆုံးသက်ပြီးမပါတဲ့အတွက်ကြောင့်ဘာနဲ့တွဲမလဲဆိုရင်နောနဲ့တွဲမယ်နော်ဂျီဆူရှီကတော့ဟတ်ဆိုင်အီမနီတာကျောင်းသူဖြစ်ပါတယ်အာဂွန်ရှိနော်အာဂွန်ပေါ့နော်အာဂွန်မှာအဆုံးသက်ပြီးပါတဲ့အတွက်ကြောင့်ဘာနဲ့တွဲမလဲဟုတ်တယ်နော်ဘာနဲ့တွဲမလဲ on နဲ့တွဲမယ်အာဂွန်ကတော့ဒုံထီမိုရုစားတဲ့အီမနီတာအရှိတီမောလူမျိုးဖြစ်တယ်နံပါတ်5ကျတော့ခါရင်မှာအဆုံးသက်ပြီးပါတယ်ပါတဲ့အတွက်ကြောင့်မို့လို့ခါရင်ကိုလည်းဘာနဲ့တွဲမလဲဆိုရင်ဟောဒီက on နဲ့တွဲမယ်နော် on နဲ့ပြန်တွဲမယ်အဲ့တော့ဘယ်လိုပြောမလဲဆိုရင်ခါရင်မွန်ရောဘူးအီမနီတာခါရင်ကတော့အော်ဘူးတန်ဃာတွေဖြစ်ပါတယ်နံပါတ်6ကစူဖီခါကတော့ဟုတ်လားတူနာပြုဖြစ်ပါတယ်ဆိုတော့စူဖီခါမှာအသက်မပါတဲ့အတွက်ကြောင့်ဘာနဲ့တွဲမလဲဆိုရင်နောနဲ့တွဲလိုက်နော်အဲ့တော့စူဖီခါကတော့ဂန်နိုဆာတူနာပြုဖြစ်ပါတယ်ဒါဆိုရင် on နဲ့ non နဲ့ကိုရပြီး
ပါတယ်အခုဖော်ပြပေးမယ်အပိုင်းကတော့ဒါအခန်းတိုင်းမှာပါမဲ့မွန်နွာနဲ့ဂျွန်းဘိုဆိုတဲ့အပိုင်းလေးဖြစ်တယ်နော်ဒီဟာကစာပိုက်တွေဖြစ်တဲ့အတွက်ကြောင့်မလို့အခုမှစပြီးတော့လေ့လာတဲ့လူတွေအတွက်ကအခုဖော်သင်ကြားပေးမယ်ပေါ့နော်မွန်နွာဆိုတဲ့အပိုင်းမွန်နွာဆိုတာကသူကဘာလဲဆိုတော့ယဉ်ကျေးမှုကိုပြောတာကိုရီးယားလူမျိုးတွေရဲ့ဒါသူတို့နိုင်ငံနဲ့ဆိုင်တဲ့ယဉ်ကျေးမှုအဲ့ဒါကိုဘယ်လိုခေါ်လဲဆိုရင်မွန်နွာယဉ်ကျေးမှုနော်ဝါရဲ့အဓိပ္ပာယ်ကနှစ်ပေါ့နော်သူတို့ရဲ့ယဉ်ကျေးမှုနှစ်ဂျွန်းဘိုရဲ့အဓိပ္ပာယ်ကသူကသတင်းချက်လက်ဂျွန်းဘိုကသတင်းချက်လက်ယဉ်ကျေးမှုနဲ့သတင်းချက်လက်ဒါအခန်းတိုင်းမှာပါလိမ့်မယ်စာပိုက်တွေပေါ့နော်ဒီစာပိုက်တွေကိုဖတ်နိုင်မှအနောက်မှာသူနဲ့ပတ်သက်တဲ့မေးခွန်းတွေပါလိမ့်မယ်အဲ့ဒီမေးခွန်းကိုဘာဖြစ်လဲဆိုရင်ဖြေနိုင်မှာဖြစ်တယ်အဲ့တော့မဖြစ်မနေဒါကိုလည်းသင်ကြားပေးရမှာပေါ့နော်သင်ကြားပေးရတဲ့အထဲမှာဒီဟာလည်းပါပါတယ်မီးနှင်းတွေခတ်မယ်ဆိုရင်တခါတည်းမီးနှင်းတွေပါလိုက်ကြက်ပေးပါမကြက်နိုင်သေးရင်တော့နည်းနည်းလေးစာဖတ်နိုင်တဲ့အချိန်ကြမှာဒီဟာလေးတွေကိုပြန်ဖတ်ပေးပါနော်သင်ကြားပေးဖို့ကတော့တာဝန်ရှိတဲ့အတွက်ကြောင့်ဒါလေးတွေပါကြည့်ပေးရမယ်ဖြစ်တယ်အဲဆိုရင်စရှင်းမယ်နော်ဟန်ကူဂေစောနော်ဟန်ကူရဲ့အဓိပ္ပာယ်ကတော့သိထားတဲ့အတိုင်းပဲကိုရီးယားဆိုတဲ့အဓိပ္ပာယ်နော်ဟန်ကူဆိုတာဗါလဲကိုရီးယားအဲစောနွန်ဆိုတဲ့အဓိပ္ပာယ်ကမှာတော့ကိုရီးယားမှာတော့တဲ့ဒီစာလုံးလေးကိုကြက်ပေးရမယ်ဒီစာလုံးလေးကဘယ်လိုတန်ထွက်မလဲဆိုရင် Sunday ဒါလေးကိုကြက်ပေးပါနော် Sunday ရဲ့မြန်မာလိုအဓိပ္ပာယ်ကတစ်ဖက်လူနော် Sunday ရဲ့အဓိပ္ပာယ်ကမြန်မာလိုတစ်ဖက်လူပေါ့နော်ကိုရီးယားနိုင်ငံမှာတဲ့တစ်ဖက်လူအဲသားတာရဲ့အဓိပ္ပာယ်ကလိုက်ပြီးမြန်မာလိုဆိုရင်တစ်ဖက်လူကိုလိုက်ပြီးကိုရီးယားမှာ Sunday အဲဆိုတာတစ်ဖက်လူကိုအဲသားတာလိုက်ပြီးအင်းစာဟာနော်အင်းစာဟာတာဆိုတဲ့တရားနော်စာလုံးရှိတယ်ဒီအင်းစာဟာတာရဲ့အဓိပ္ပာယ်မြန်မာလိုနှုတ်ဆက်တယ်ဆိုတဲ့အဓိပ္ပာယ်အင်းစာဟာနွန်ဆိုတဲ့အဓိပ္ပာယ်ကနှုတ်ဆက်တော့ဒါဆိုရင်ဒီစာလုံးရဲ့အဓိပ္ပာယ်ကနှုတ်ဆက်တော့ဆိုတဲ့အဓိပ္ပာယ်နော်ဒါကိုကျောင်းသူတွေကျောင်းသားတွေကနေပြီးတော့စာအုပ်တွေတအုပ်နဲ့ထုတ်ပြီးတော့မီးနှင်းနေနဲ့ရေးထားပေးပါဒါမှအနောက်ကမေးခွန်းဖြေနိုင်မှာပါနှုတ်ဆက်တော့ဘန်းရှိကိုဆက်မှတ်မယ်ဘန်းရှိရဲ့အဓိပ္ပာယ်ကနီလန်းဆိုတဲ့အဓိပ္ပာယ်နော်သူရဲ့မီးနှင်းကပါတယ်နီလန်းအဲ့တော့ကိုရီးယားမှာတဲ့တစ်ဖက်လူကိုလိုက်ပြီးနှုတ်ဆက်တော့နီလန်းကဟုတ်လားဒါရူမနီတာနော်ဒါရူမနီတာရဲ့အဓိပ္ပာယ်ကမြန်မာလိုကွာခြားတယ်ဆိုတဲ့အဓိပ္ပာယ်နော်ကွာခြားပါတယ်နော်ကွာခြားပါတယ်ဒီအတိုင်းလေးကြက်ပြီနော်အခုကြက်ရမယ့်စာလုံးက Sunday ဆိုတာတစ်ဖက်လူအဲတာရာရဲ့အဓိပ္ပာယ်ကလိုက်ပြီးတော့အင်းစားဟာလာနှုတ်ဆက်တော့ဘန်းရှိဆိုတာကနီလန်ဒါရူမနီတာကွာခြားပါတယ်နော်ငါးလုံးရှိပြီနော်ဒီတစ်ကြောင်းလေးမှာပဲမီးနှင်းလေးငါးလုံးထွက်လာမယ်ဂျာရှင်းကိုကြက်မယ်နော်ဂျာရှင်းဆိုတာကမိမိဆိုတဲ့အဓိပ္ပာယ်နော်ကိုယ့်ကိုယ်ခေါ်တဲ့အသုံးနှုန်းဂျာရှင်းရဲ့အဓိပ္ပာယ်ကမိမိဆိုတဲ့စာလုံးကြက်မယ်ဘိုဒါကိုထည့်တတ်မယ်နော်ဘိုဒါရဲ့အဓိပ္ပာယ်ကထက်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဂျာရှင်းဘိုဒါဆိုရင်မိမိထက်တဲ့နာအီရဲ့အဓိပ္ပာယ်ကအသက်နော်ဒါလေးတဲ့ကြက်ပြီးစုံတော့မီးနှင်းလေးမှာမပါဘူးထင်တယ်နော်နာအီကအသက်အဲ့တော့ဂျာရှင်းဘိုဒါတဲ့မိမိထက်အသက်ကမန်ဂေါနာဆိုတာကြီးချင်းတို့မဟုတ်ဒီမန်းထာကအသက်နဲ့တွဲရင်သူကကြီးတယ်ဆိုတဲ့အဓိပ္ပာယ်နော်ဟုတ်ပြီနော်ကြီးချင်းတို့မဟုတ်ဂျီဝီဆိုတာယာတူးဂျီဝီရဲ့အဓိပ္ပာယ်ကယာတူးမိမိထက်တဲ့အသက်ကကြီးချင်းတို့မဟုတ်တဲ့ဂျီဝီကယာတူးကနိုဖုံးဆိုတာမြင့်တော့နိုဖုံးရဲ့အဓိပ္ပာယ်ကမြင့်တော့ယာတူးကမြင့်တော့စာရမ်းမဲကေနော်စာရမ်းဆိုတာဒီမှာလူတို့ဘာသာပြန်မယ်နော်စာရမ်းမဲကေနော်လူကိုတော့ဆိုတဲ့အဓိပ္ပာယ်ပြောရမယ်နော်ဒီအဲကဲနော်ဆိုတာကိုတော့မိမိထက်တဲ့အသက်ကြီးတာပဲဖြစ်ဖြစ်ဂျီဝီကယာတူးကနိုဖုံးမြင့်တဲ့စာရမ်းမဲကေနော်လူကိုတော့ဘယ်လိုနှုတ်ဆက်မလဲဆိုရင်တဲ့အညွန်ဟာဆေယောလို့နှုတ်ဆက်ရမယ်နော်အဓိပ္ပာယ်ကမင်္ဂလာပါပေါ့အဲ့လိုမျိုးနှုတ်ဆက်ပါတဲ့အညွန်ဟာဆေယောလို့နှုတ်ဆက်ပေးပါတဲ့ဒီထိရမယ်နော်ပြီးတော့တိုနွန်းဆိုတာဓာအပြင်ဆိုတဲ့အဓိပ္ပာယ်နောက်တစ်မျိုးနှုတ်ဆက်လို့ရပါသေးတယ်အဲ့ဒါလေးကဘာလေးလဲဆိုရင်တဲ့အညွန်ဟာရှိမနီကာနော်နောက်တစ်မျိုးဘယ်လိုနှုတ်ဆက်လို့ရသေးတယ်အညွန်ဟာရှိမနီကာနော်အညွန်ဟာရှိမနီကာလို့လည်းနှုတ်ဆက်လို့ရတယ်နှုတ်ဆက်ပုံ2မျိုးဖြစ်သွားမယ်နော်
အညွန်ဟာဆယ်ယူရဲရတယ်အညွန်ဟာရှိမနီကာဒီလိုလဲနှုတ်ဆက်လို့ရတယ်လို့တဲ့ဒီရာကိုရလို့ပေါ့နော်မာရာမျောမာရာတာရဲ့အဓိပ္ပာယ်ကပြောပြီးဆိုတဲ့အဓိပ္ပာယ်နော်မာရာမျောပြောပြီးတော့မှာတဲ့ကိုကေဆိုတာဥကောင်းကိုစုကီဂောနာဆိုတာကဥညွန့်တယ်ဆိုတဲ့မြန်မာလိုအဓိပ္ပာယ်နော်ဥကောင်းကိုဥညွန့်ခြင်းတို့မဟုတ်ဒီဂောနာတို့မဟုတ်အဲ့တော့ဥညွန့်ခြင်းတို့မဟုတ်ဟောဒီဆိုတာခါဟောဒီလူဆိုတော့ခါကိုတဲ့ဂူဖြောလို့ထွက်ပြီးအတန်အတွက်ကိုနော်ဂူဖြောလို့ထွက်ပြီးဂူဖြောဆိုတာခါကိုညွှန်တယ်အသွဲလိုက်ကြက်လို့ရတယ်ဂိုဂေရုစုကီတာဆိုတာကကောင်းညွှန်တယ်ဟောဒီလူဂူဖြောတာခါညွှန်တယ်ခါညွှန်ပြီးတော့မှအင်စာဟမနီတာနှုတ်ဆက်ရမယ်တဲ့ကိုဂေရုကောင်းကိုနောက်တစ်ကြောင်းသွားမယ်နော်စုကီကောနာဥညွှန်ခြင်းတို့မဟုတ်ဟောဒီလူဂူဖြီနော်ခါကိုညွှန်တော့ဂေါဆွန်းဆိုတာဟာကတော့ဆန်ဒဲဘန်နဲ့အပေါ်ကဆန်ဒဲနဲ့တူတူပဲတစ်ဖက်လူဆိုတဲ့အဓိပ္ပာယ်နော်ဆန်ဒဲဘန်နဲ့ဒေဟန်တစ်ဖက်လူနဲ့အဲဒေဟန်ရဲ့အဓိပ္ပာယ်ကမြန်မာလိုပတ်သက်ပြီးဆိုတဲ့အဓိပ္ပာယ်အဲဒေဟန်ကပတ်သက်ပြီးအဲ့တော့တစ်ဖက်လူနဲ့ပတ်သက်ပြီးဆိုတဲ့အဓိပ္ပာယ်ဂျုံကယုံဆိုတာကလေးစားမှုနော်လေးစားမှုကိုတဲ့နားထားနေတာဖော်ထုတ်ပေးတဲ့တစ်ဖက်လူနဲ့ပတ်သက်တဲ့လေးစားမှုကိုဖော်ထုတ်ပေးတဲ့ဂျေစုချောရဲ့အဓိပ္ပာယ်ကိုနေဟန်ထားနော်တယောက်ရဲ့ကိုနေဟန်ထားကိုဘယ်လိုခေါ်လဲဂျေစုချောကိုနေဟန်ထားအီမနီတာဆိုတော့ဖြစ်ပါတယ်ဒါဆိုရင်ဒီဘိုက်လုံးပြန်ပြောမယ်နော်한국에서는ကိုရီးယားမှာ Sunday တာတာတစ်ဖက်လူကိုလိုက်ပြီးတစ်ဖက်သားကိုလိုက်ပြီးတော့အင်စာဟာနော်နှုတ်ဆက်တဲ့ဗန်ရှစ်နီလန်းကဒါရူမနီတာကွာခြားပါတယ်တဲ့ဂျာရှင်းပူတာမိမိထက်နာအီကမန်ကောနာအသက်ကြီးတာပဲဖြစ်ဖြစ်ဂျီဝီကနိုဖွန်စားရမ်းမေကေနော်ယာဒူးမြင့်တဲ့လူကိုတော့အညွန်ဟာစေရောမင်္ဂလာပါတူနွန်းဒူမဟုတ်အညွန်ဟာရှိမနီကမင်္ဂလာပါနှစ်မျိုးလာကိုလို့မာရာမျောပြောပြီးဘိုးကဲရူစုကီခေါင်းကိုညွှန်ခြင်းဂေါနာဒူမဟုတ်ဟောဒီရူကူဖြောခါကွေးပြီးတော့မှခါညွှန်ပြီးတော့မှအင်စာဟမနီတာနှုတ်ဆက်ပါတယ်ဒါကြောင့်သူတို့နှုတ်ဆက်ရတယ်အောက်မှာပြန်ရှင်းတယ်ကိုကယ်ရူစုကီဂေါနာခေါင်းညွှန်ခြင်းတို့မဟုတ်ဟောဒီရူကူဖီနော်ခါညွှန်ရတဲ့ဂေါ့ဆွန်အရာကတော့ဆန်ဒဲဘန်နဲ့တစ်ဖက်လူနဲ့ဒေဟန်ပတ်သက်ပြီးတော့ဂျုံကယွန်လေးစားမှုကိုနားထားနေနော်ဖော်ပြပေးတဲ့ဂျေစုချောအီမနီတာကိုနေဟန်ထားဖြစ်ပါတယ်နော်ဟန်ဖြွန်းဆိုတာကတစ်ဖက်မှာလဲပဲနော်ဒါတွေကလည်းကြက်လဲရတယ်နော်ဟန်ဖြွန်းပါရင်တစ်ဖက်မှာလဲပဲဂျာရှင်ဘူတာမိမိထက်နာအီကအသက်ကအောလီတာဆိုငယ်ရွယ်တာမန်ထာဆိုရင်များတယ်အောလီတာငယ်ရွယ်တယ်နော်အဲ့တော့ဂေါနာဆိုတာဒုမဟုတ်ငယ်ရွယ်ချင်းဒုမဟုတ်ချင်းနန်းလို့ထွက်ပြီးဒီနာဒီဟာကိုအတန်ကူးသွားမယ်ချင်းနန်းစာတဲ့ရင်းနှီးတဲ့လူဆိုတဲ့အဓိပ္ပာယ်အသက်ကငယ်ရွယ်ချင်းဒုမဟုတ်ရင်းနှီးတဲ့လူကိုတော့အညွန်းဆိုပြီးတော့နှလုံးထဲပဲပြောလို့ရတယ်နော်ဤလာကိုလို့မာရာမျောပြောပြီးဟန်စုံနုလက်တစ်ဖက်ကိုဟန်ကတစ်ကိုပြောတာစုံကလက်ဟန်စုံဆိုတော့လက်တစ်ဖက်ဒီဥကကိုဟန်စုံနုဆိုတော့လက်တစ်ဖက်ကိုဂါပြောကဲဆိုတာပေါ့ပါဆိုတာဒူးဆိုတာကလက်ကိုပင့်တယ်မြှောက်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ပေါ့ပါပါလက်ကိုမြှောက်ပြီးဒို့မဟုတ်ခေါ်နာဒို့မဟုတ်ဟွန်ဒရောစောဟွန်ဒရူဒါဆိုတာကဝိလျန်းဒီလက်ဆိုတော့လက်ကိုရမ်းတယ်ပေါ့နော်လက်ပြတယ်ဆိုတဲ့အဓိပ္ပာယ်ဟွန်ဒရောဆိုတာလက်ကိုရမ်းပြီးတော့မှဘန်ကာအွန်ရဲ့အဓိပ္ပာယ်ကဝမ်းမြောက်ဝမ်းသာမှုကိုနာထားနေမနီတာဖော်ပြပါတယ်နာထားနေတာအပေါ်မှာပါတယ်နော်ဖော်ပြပါတယ်ဆိုတဲ့အဓိပ္ပာယ်ဒါကိုဘာဖြစ်လို့ဖြည်းဖြည်းချင်းရှင်းပြဆိုမီးနင်းတွေအရန်များတဲ့အတွက်ကြောင့်ပါအဲ့တော့ဒီစာပိုက်လေးထဲမှာပဲ
အခုမှစတင်တဲ့လူတွေဆိုရင်ဘယ်နှလုံးကြက်ရမလဲဆိုရင်ဒီမှာကြည့်အောင်နော်အဲ့တော့အကျမ်းပြင်းအောင်မှကြည့်လိုက်တာ33လုံးဒီစာလေးတစ်ပိုက်ထဲမှာပါစာလုံးအရေအတွက်က33လုံးလောက်ကိုကြက်ပေးရမယ်နော်အဲ့တော့နောက်ထပ်တစ်ပိုက်မှာသူကဘာပြောထားလဲဆက်ကြည့်မယ်안녕하세요မင်္ဂလာပါ안녕하십니까မင်္ဂလာပါဒီအဓိပ္ပာယ်တွေအကုန်လုံးအတူတူပဲเนาะ안녕ကလည်းပဲမင်္ဂလာပါစတာကတော့တဲ့ 인사하는 နှုတ်ဆက်တဲ့ရှိကန်းဆိုတဲ့အဓိပ္ပာယ်အချိန်ရှိကန်းဆိုတာဗါလဲအချိန်နှုတ်ဆက်တဲ့အချိန်မှာတဲ့เนาะနှုတ်ဆက်တဲ့အချိန်ကဒီစာလုံးလေးရဲ့အဓိပ္ပာယ်ဆန်းကွမ်းအော်ရှိပတ်သက်ခြင်းမရှိဆိုတဲ့အဓိပ္ပာယ်เนาะအချိန်နဲ့ပတ်သက်ခြင်းမရှိအဓိပ္ပာယ်ကဘယ်အချိန်မဆိုနှုတ်ဆက်လို့ရတယ်ဒီသုံးမျိုးစလုံးကိုเนาะမနက်ပဲဖြစ်ဖြစ်ညနေပဲဖြစ်ဖြစ်ဘယ်အချိန်မဆိုနှုတ်ဆက်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ်아침မနက်점심နေ့လယ်저녁ညနေ언제든지ဘယ်အချိန်ဖြစ်ဖြစ်ဆိုတဲ့အဓိပ္ပာယ်เนาะ언제든지ကဘယ်အချိန်ဖြစ်ဖြစ်사용할 수 있다ရဲ့အဓိပ္ပာယ်ကအသုံးပြုနိုင်ပါတယ်ဒီ안녕하세요တို့안녕하십니까တို့안녕တို့ကဘယ်အချိန်ဖြစ်ဖြစ်အချိန်ကိုသူကမနက်ဆိုရင်ဘယ်လိုနှုတ်ဆက်ရမယ်နေ့လယ်ဆိုရင်ဘယ်လိုနှုတ်ဆက်ရမလဲပတ်သက်မှုမရှိဘဲနဲ့အချိန်မရွေးနှုတ်ဆက်နိုင်ပါတယ်လို့သူကရှင်းပြထားတယ်ပေါ့နော်နောက်ဆုံးတစ်ပိုက်ကဘာပြောထားလဲဆိုရင်တဲ့공적인ဆိုတာအများနဲ့ဆိုင်တော့ဆိုတဲ့ဒီပဲเนาะအများနဲ့ဆိုင်တဲ့ပွဲအခမ်းအနားတွေပေါ့เนาะအများနဲ့ဆိုင်တဲ့someoneဆိုတာအခြေအနေနေထိုင်မှုเนาะအများနဲ့ဆိုင်တဲ့အခြေအနေမှာတော့တဲ့ဂျူရိုအများအားဖြင့် absolute ဟာမျိုးရဲ့ဒီပြလက်ဆွဲနှုတ်ဆက်ပြီးတော့ insahamnida နှုတ်ဆက်ပါတယ်အဲ့တော့အများနဲ့ဆိုင်တဲ့အခြေအနေအခမ်းအနားတွေမှာဆိုရင်တဲ့ဂျူရိုအများအားဖြင့်လက်ဆွဲပြီးတော့မှနှုတ်ဆက်ကြတယ်ဒါမန်ဆိုတာကဒါပေမဲ့ဆိုတဲ့ဒီပဲเนาะဒါပေမဲ့ဂျာရှင်ဘူတာမိမိထက်နာဤကအသက်ကဟောရှင်းဆိုတာတိတိတတ်တာမန်ဂေါနာကြီးနေတာဟိုကအသက်20ကိုနှုတ်ဆက်တဲ့လူကအသက်40ဆိုရင်အသက်ကတိတိတတ်တာအသက်က20လောက်ကြီးနေတယ်ပေါ့နော်အဲ့လိုကြီးနေတာပဲဖြစ်ဖြစ်တဲ့ဂျီဝီကယာဒူးကနှုတ်ဖွန်းစားရမ်းမယ်ကဲမြင့်တဲ့လူကိုတော့အင်စာဟာတဲ့နော်နှုတ်ဆက်တဲ့အခါမှာဝင်းဆုံးရဲ့အဓိပ္ပာယ်ကဘယ်လက်ကိုပြောတာနော်ဒီတဲကအချိန်ဒါလေးချက်ပေးလို့ရတယ်ဝင်းဆုံးရဲ့အဓိပ္ပာယ်ကဘယ်လက်ဖြစ်ဆိုတဲ့အဓိပ္ပာယ်နော်ဝင်းဆုံးရဲ့အဓိပ္ပာယ်ကဘယ်လက်ဖြစ်ဝင်းဆုံးရဲ့အဓိပ္ပာယ်ကဝင်းဆုံးကလို့ထုတ်ထားမယ်နော်ဘယ်လက်ဖြစ်အိုရွန်ဖာရဲ့အဓိပ္ပာယ်ကညာလက်မောင်းသို့မဟုတ်အိုရွန်ဆိုတာညာကိုပြောတာနော်ညာဖာဆိုတာကသူကလက်ကိုပြောတာဒီလက်မောင်းနေရာလောက်နော်လက်ဖြန့်နေရာလောက်ကိုညာလက်ပေါ့နော်အဲ့တော့ဘယ်လက်ဖြစ်ဒီစောကလက်ဖွားပေါ့နော်ဘယ်လက်ဖွားနဲ့အိုရွန်ဖာညာလက်သို့မဟုတ်ဒီဤနာကလည်းသို့မဟုတ်အိုရွန်ဆုံးရဲ့အဓိပ္ပာယ်ကညာလက်ဖွားကိုဘတ်ချင်းဆိုတာပင့်ပြီးတော့မှနော်ပင့်ပြီးတော့မှ absolute ဟာနော်နှုတ်ဆက်တဲ့အရာကရဲဤရဲ့အဓိပ္ပာယ်ကယဉ်ကျေးမှု imanida ဆိုတော့ဖြစ်ပါတယ်နော်ယဉ်ကျေးမှုဖြစ်ပါတယ်ဂုံကြော်ကင်းအများနဲ့ဆိုင်တဲ့စမ်းဝမ်းနေနော်အခြေအနေမှာတော့ဂျူရိုအများအားဖြင့် absolute ဟာမျိုးနှုတ်ဆက်မယ်လက်ဆွဲနှုတ်ဆက်ရင်းနဲ့ insaru hamnida နှုတ်ဆက်တယ်ဒါပေမဲ့ဂျာရှင်းဘူတာမိမိထက်နာဤကအသက်ကဟောရှင်းတိတိတာတာမန်ဂေါနာကြီးတာပဲဖြစ်ဖြစ်ဂျီဝီကယာဒူးကနိုဖွန်မြင့်တော့စားရမ်းမယ်ကဲလူတွေကိုအင်းစားဟာတင်လို့နှုတ်ဆက်တဲ့အခါမှာဝင်းဆုံးကလေးဘယ်လက်ဖြစ်အိုရွန်ဖာရဲ့ဒီဘယ်ကညာလက်ကိုအီနာသို့မဟုတ်နော်အိုရွန်ဆုံးနူညာလက်ဖွားကိုဘတ်ချီကိုပင့်ပြီးတော့မှအစလူဟာနုံကိုရှိလက်ဆွဲနှုတ်ဆက်တဲ့ຢာကရဲဤအီမနီတာယဉ်ကျေးမှုဖြစ်ပါတယ်မရှင်းမှာကြောက်လို့ဘေးမှာပုံနေနဲ့လည်းပေးထားတယ်เนาะပထမပုံဆိုရင်လူကြီးကိုနှုတ်ဆက်မယ်ဆိုရင်ခေါင်းလေးလည်းညှို့မယ်ခါလေးလည်းညှို့ပြီးတော့မှမင်္ဂလာပါလို့နှုတ်ဆက်မယ်ပေါ့เนาะနောက်တစ်ပုံကကြတော့
အချင်းချင်းပေါ့နော်အသက်သူရွယ်သူနှုတ်ဆက်မယ်ဆိုရင်တော့နှစ်ဦးနှစ်ဖက်လေးစားသမှုနဲ့ဥညွှတ်မယ်ခေါင်းညွှတ်ပြီးတော့နှုတ်ဆက်တဲ့ပုံစံနောက်တစ်ခါအရန်ရင်းနှီးတဲ့ပုံစံဆိုရင်တော့နော်လက်ပြပြီးတော့မှအညွှန်းလို့နှုတ်ဆက်လို့ရတယ်နောက်ဆုံးပုံကတော့ကိုယ့်ထက်ယာတူးပဲဖြစ်ဖြစ်အသက်ပဲဖြစ်ဖြစ်တိတိတသားကြီးတဲ့လူဆိုရင်တော့အခုလိုမျိုးလက်ဆွဲပြီးတော့နှုတ်ဆက်မယ်နော်လက်ဆွဲတယ်တကယ်လို့ဟိုဘက်လူကပို့ပြီးတော့ကိုယ့်ထက်ကိုယာတူးကြီးတဲ့ဆိုရင်သူများကလက်တစ်ဖက်နဲ့နှုတ်ဆက်ရင်တော့ကိုကလက်နှစ်ဖက်ကိုပင့်ပြီးတော့မှနှုတ်ဆက်တဲ့ပုံစံလေးကိုပြထားပေးတယ်ဒါသူတို့နိုင်ငံရဲ့ယဉ်ကျေးမှုပိုင်းဖြစ်ပါတယ်ကြက်ကိုတော့ကြက်ရမယ်အပိုင်းဖြစ်တယ်ခက်ခဲနေတယ်ဆိုရင်စာလေးနည်းနည်းရမှဒီအပိုင်းတွေကိုပြန်ပြီးတော့ကြက်ပေးပါအခုဆက်ပြီးတော့လေ့လာရမှာကတော့နော်ဒီမှာသူပေးထားတာကဘာလဲဆိုရင် iki လို့ပေးထားတယ်နော်ထိတ်ဆုံးလေးမှာကြည့်ပေးနော် iki ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်ဖတ်ချင်းဆိုတဲ့အဓိပ္ပာယ် iki ဆိုတဲ့အဓိပ္ပာယ်ကဘာလဲဖတ်ချင်းနံပါတ်1မိကုန်းကဒါအုံးဆိုတာကအောက်ပါဒန်းနောဆိုတာစကလုံးဝါရဲ့အဓိပ္ပာယ်ကနှစ်အောက်ပါစကလုံးနှစ်ဂွမ်ဂဲဣတာဂွမ်ဂဲဣတာရဲ့အဓိပ္ပာယ်ကဆက်ဆက်နေသောဂေါ့စွန်ရဲ့အဓိပ္ပာယ်ကအရာကတော့မူအော်ရှိမနီကဘာဖြစ်ပါသလဲအောက်ပါစကလုံးနဲ့ဆက်ဆက်နေသောအရာကတော့ဘာဖြစ်ပါသလဲဒါဆိုရင်ဒီဂွင်းထဲကစာကိုကြည့်လိုက်နော်ဂွင်းထဲကစာဘာရေးထားလဲဆိုရင်နာရာရဲ့အဓိပ္ပာယ်ကနိုင်ငံဖြစ်တဲ့အတွက်ကြောင့်နံပါတ်1ကနဲဖာဆိုတာကနီပေါ်နံပါတ်2ကနမ်ဂျာဆိုတာကယောက်ျားလေးနံပါတ်3ကတော့ဆမ်80ဆိုတာကအသက်30နံပါတ်4ကကြတော့ပွဲစားဝန်ကကုမ္ပဏီဝန်ထမ်းနာရာကကြတော့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်နံပါတ်1ဖြစ်တဲ့နဲဖာကိုဖြည့်ပေးရမှာဖြစ်ပါတယ်နံပါတ်2နဲ့3ကကြတော့သူကဘင်းခန်းဆိုတာကကွက်လက်ကိုပြောတာနော်ဘင်းခန်းနဲဆိုတော့ကွက်လက်မှာဒူရောဂါဆိုတာကဖြည့်ရမယ်ဂါဂျန်အာမာကျွန်းမှန်ကန်ဆုံးသောဂေါ်စွန်းဆိုတော့အရာကိုဂိုရူရှိရှိကိုရွေးချယ်ပေးပါအောက်မှာဗာပေးထားလဲဆိုရင်ဂျီကော့ဆိုတာကအလုတ်ကိုင်ဆိုတော့နံပါတ်1ကယောဂျာဆိုတာမိန်းကလေးနံပါတ်2ကအီရှေအိုဆယ်ဆိုတာ25နှစ်နံပါတ်3ကကြတော့နုံဘူးကကြတော့သူကလယ်တမနံပါတ်4ကကြတော့ဒဲကူရှိဆိုတာဒဲကူမြို့အဲ့တော့ဒီမှာပေးထားတာကကြီးကော့အလုတ်ကိုင်ဆိုတဲ့အတွက်ကြောင့်အဖြေနံပါတ်ကနုံဘူးလယ်တမကိုထည့်ပေးရမယ်နံပါတ်3ကကြတော့ဗာပေးထားလဲဆိုရင်ဂူးကြော့ရဲ့ဒီပင်ကနံပါတ်1ကအောဘူးဆိုတာကငါးဖမ်းသမားနံပါတ်2ကကြတော့နမ်ဂျာဆိုတာကယောက်ျားလေးနံပါတ်3ကကြတော့ဘဲထုနန်ဆိုတာကဗီယက်နမ်နံပါတ်4ကကြတော့ဘူဆန်ရှိဆိုတာကဘူဆန်မြို့အဲ့တော့သူကဒီမှာဂူကြော့ကနိုင်ငံဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဘာထည့်ပေးရမလဲနံပါတ်3ဖြစ်တဲ့ဘဲထုနန်ကိုထည့်ပေးမှမှတ်မယ်နော်နံပါတ်4ကကြတော့ဒီမှာပုံနဲ့နော်ပေးထားပါတယ်ဒါအွန်အောက်ပါဂူရူဆိုတာစာကိုဤကိုဖတ်ပြီးနေယုံကွာအကြောင်းရင်းနှင့်ဓာတ်ထွန်းတူညီသောဂေါ်စွန်းအရာကိုဂူရူရှိရှိကိုရွေးချယ်ပါအဲ့ဒီဇယားမှာပါတဲ့မီးနင်းတွေကိုရှင်းပြမယ်နော်ဒီပုံလေးမှာပါတဲ့မီးနင်းကဝဲကူကင်းဆိုတာကနိုင်ငံခြားသားဒုံနိုးကျွန်းရဲ့အဓိပ္ပာယ်ကမှတ်ပုံတင်ကတ်နိုင်ငံခြားသားမှတ်ပုံတင်ကတ်ဒီစာတွေကိုလည်းကြက်ပေးပါနော်ဒီမီးနင်းတွေအကုန်လုံးကြက်ရမယ်အဲ့တော့ဝဲကူကင်းဆိုတာကနိုင်ငံခြားသားဒုံနိုးဘွန်းနိုရဲ့အဓိပ္ပာယ်ကမှတ်ပုံတင်နံပါတ်ဒါဆိုဘေးမှာနံပါတ်တွေ့တယ်နော်9939336ဒါကနိုင်ငံခြားသားမှတ်ပုံတင်ရဲ့နံပါတ်တွေဖြစ်တယ်စောမြုံဆိုတာနာမည်ကကြတော့သူရဲ့နာမည်ကဝီလို့ထွက်တယ်နော်ဝီအမ်ပေါ့နော်ဝီအမ်ဆိုတာကသူရဲ့နာမည်ခူကာဆိုတာသူ့ရဲ့နိုင်ငံကတော့ဘဲထူနန်ဆိုတော့ဒါသူ့နိုင်ငံကဘယ်မှာနေတာလဲဗီယက်နမ်ချဲလီယူဂျာကရော့ချဲလီယူဆိုတာနေထိုင်တယ်ဂျာကရော့ဆိုတာကအထောက်ထားနေထိုင်မှုထောက်ထားကတော့တဲ့ဘီဂျွန်မွန်ချီယော့နော်အလုတ်ဝင်ဗီဇာအ
လုပ်ဝင်ဗီဇာဆိုတာကအလုပ်သမားဗီဇာ E9 နဲ့သူကနေထိုင်မှုအထောက်အထားရထားတယ်ဆိုတဲ့အဓိပ္ပာယ်အောက်မှာဘာဂူအီဂျာထုတ်ယူတဲ့ရက်စွဲဒီနိုင်ငံခြားသားမှတ်ပုံတင်ကိုဘယ်နေ့မှထုတ်လိုက်လဲ2024ခုနှစ်9လပိုင်း10ရက်နေ့မှာသူထုတ်တယ်အဲ့တော့ဘယ်မှာထုတ်တယ်ဆိုရင်ဆိုးမှာရှိတဲ့ချူရစ်ဂူရဲ့အဓိပ္ပာယ်ကလာဝကဆိုးလာဝကမှာထုတ်တယ်ဝဲကူကင်းချွန်ချန်နိုင်ငံခြားသားလျှောက်ထားမှုဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နော်ဒါတွေကိုရပြီဆိုရင်နံပါတ်1ရဲ့အဖြေက1ကဘက်ထူနန်စားတဲ့အီမနီဒါဗီယက်နမ်လူမျိုးဖြစ်ပါတယ်တဲ့ဒါသူနိုင်ငံကဗီယက်နမ်ဆိုတော့ဗီယက်နမ်လူမျိုးဖြစ်တယ်ဆိုနံပါတ်1ဒီမှန်ပါတယ်နံပါတ်2ကဆန်းကြီးဆိုတာမွေးနေ့ကတော့တဲ့9လအိုဝေါ်9လပိုင်းရှပီရီအီမနီဒါ10ရက်ဖြစ်ပါတယ်အဲ့တော့သူ့မွေးနေ့က9လပိုင်း10ရက်တဲ့အဲ့တော့9လပိုင်း10ရက်ကမွေးနေ့မဟုတ်ဘူးဘာလို့တဲ့နေ့လဲဆိုရင်ထုတ်တဲ့နေ့ဆိုတော့မှားတယ်နံပါတ်3ကချီးပေါ်တဲ့9လပိုင်းမှာဝယ်ကူခြင်း3နှစ်ကျော်နိုင်ငံသားမှတ်ပုံတင်ကိုဗဒန်စမီထားတယ်ရတာကဘယ်နေ့လပိုင်းလဲ9လပိုင်းဆိုတော့မှားတယ်နံပါတ်4ကဆိုးရဲ့ချူရစ်ကုနော်ဆိုးရဲ့လာဝကဝယ်ကူကင်းဝယ်ကူအင်းချွန်းနယ်စောအီဟာမနီတာနော်ဝယ်ကူကင်းချွန်းဆိုတာကနိုင်ငံခြားသားဌာနမှာအလုပ်လုပ်ပါတယ်ဆိုတော့မှားပါတယ်ဒီမှတ်ပုံတင်ကိုရတဲ့နေရာနော်အဲ့မှာအလုပ်လုပ်တယ်ဆိုတော့ဖြစ်တယ်မှားတယ်မှားတဲ့အတွက်ကြောင့်အဖြေမှန်ကနံပါတ်1ကိုရွေးမယ်နံပါတ်5လိုမျိုးအပုတ်ကကြတော့သူကဘယ်လိုဖြစ်သွားလဲဆိုရင်ဒီအခန်းမှာပါတဲ့ဂျွန်ဘိုပေါ့နော်ဂျွန်ဘိုအပိုင်းကိုရမှတာနံပါတ်5ကိုဖြည့်လို့ရမယ်နော်မီးနင်းကနည်းနည်းလေးခတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဂျွန်ဘိုကိုရမှနံပါတ်5ကိုဖြည့်ပါဘာပေးထားလဲဆိုရင်ဟန်ဂူစာရန်တူတော့ကိုရီးယားလူမျိုးတွေကတော့တဲ့ယာရှင်ဘူတာမိမိထက်နာအီကအသက်ကမန်ဂေါနာများခြင်းတို့မဟုတ်ဂျီဝီကယာဒူးကနိုဖွန်မြင့်တဲ့စားရမ်းမယ်ကဲလူတွေကိုအင်းစားဟာတဲ့နှုတ်ဆက်တဲ့အခါမှာဟောရီဆိုတာခါကိုဂူဖြောဆိုတာကညွန့်ပြီးဆိုတဲ့အဓိပ္ပာယ်နော်ခါညွန့်ပြီးအင်းစားဟာမနီတာနှုတ်ဆက်ပါတယ်တဲ့ဂျာရှင်ဘူတာမိမိထက်နော်ဟောအော်ဒီဂေါနာအော်ဒီတာဆိုငယ်ရွယ်တဲ့သူတို့မဟုတ်ချင်းနန်းစားရမ်းမယ်ကဲဆိုတာရင်းနှီးတဲ့လူကိုတော့စုံနူဟွန်တော်လက်ကိုဝှေ့ရမ်းပြီးတော့မှအင်းစားဟာမနီတာနှုတ်ဆက်ပါတယ်ဂုံကြော်ခင်အများနဲ့ဆိုင်တဲ့စမ်းဝမ်းအေစော်နော်အခြေအနေမှာတော့နော်တနည်းအားဖြင့်တူညီတဲ့အခြေအနေတက်တူရွယ်တူအခြေအနေနော်ကိုအများသူကနဲ့တူညီတဲ့အခြေအနေမှာတော့ဂျူရိုအများအားဖြင့်အဆူလူဟာမျောလက်ဆွဲနှုတ်ဆက်ပြီးတော့မှအင်းစားဟမနီတာနှုတ်ဆက်တယ်ဤတဲ့ဒီချိန်မှာဂျာရှင်ဘိုတာမိမိထက်နာအီကအသက်ကဟောရှင်တိတိတတာမန်ဂေါနာကြီးတာပဲဖြစ်ဖြစ်ဂျီဝီကနိုဖွန်ယာဒူးမြင့်တော့စာရမီရာမြွန်လူဖြစ်တယ်ဆိုရင်ဝင်းစုံလို့ဝင်းဆိုတာကဘယ်လက်ဖြစ်နော်ဝင်းစုံဆိုတာဘယ်လက်ဖြစ်အိုရွန်ဖာညာလက်ကိုဘတ်ချီကိုပင့်ပြီးတော့မှအပ်စုဟဲယာဟမနီတာလက်ဆွဲနှုတ်ဆက်ရပါမယ်တဲ့နံပါတ်1မိကုံးကချင်းနန်းချင်းကူဧကဲနော်ရင်းနှီးတဲ့တငယ်ချင်းကိုတော့ဟောဒီရူကူဖြောခါညွန့်ပြီးတော့အင်းစားဟဲယာဟမနီတာနှုတ်ဆက်ရမယ်တဲ့ရင်းနှီးလို့ရှိရင်ခါညွန့်စရာမလိုဘူးနော်ရိုးပဲလက်ဆွဲနှုတ်ဆက်လို့ရတယ်တစ်ကမှားတယ်နှစ်ကကြတော့တဲ့ဂုံကြော့ကင်းနော်အဲ့တော့အများဆိုင်တို့မဟုတ်တူညီတဲ့စမ်းဝမ်းဆိုတာအခြေအနေမှာအင်းစားဟာတဲ့နှုတ်ဆက်တဲ့ချိန်မှာဂျူရိုအများအားဖြင့်စုံနူဟွန်ဒူရာလက်ကိုတဲ့ဝှေ့လျန်းရမယ်ဆိုရင်လည်းမှားတယ်နော်လက်ဆွဲနှုတ်ဆက်ရမယ်ဂျာရှင်ဘူတာနံပါတ်3ကမိမိထက်နာအီဂါမန်နွန်စားရန်ကွာနော်အသက်ကြီးတဲ့လူကိုတော့အပ်ဆူလူဟာဂျီအန်ဆုမနီတာလက်ဆွဲနှုတ်ဆက်ခြင်းကိုမလုပ်ရဘူးဆိုတော့လေနံပါတ်4ဂျီဝီကနိုဖွန်စားရန်ကွာယာဒူးမြင့်တော်လူနဲ့အပ်ဆူဟာတဲနော်လက်ဆွဲနှုတ်ဆက်တဲ့ချိန်မှာဝင်းစုံလို့ဘယ်လက်နဲ့အိုရွန်ဖာဆိုတာညာလက်ကိုဘတ်ချီတာဆိုတော့ပင့်ထားရမယ်ဆိုရင်မှန်တယ်နော်အဲ့တော့အဖြေနံပါတ်ဘယ်လောက်ဖြေရမလဲ4
နံပါတ်5ကိုဖြေနိုင်ဖို့ဆိုတာကဒီအခန်းမှာပါတဲ့ဂျွန်ဘူလို့ခေါ်တဲ့သတင်းချက်လက်နဲ့မွန်နွာလို့ခေါ်တဲ့ယဉ်ကျေးမှုပိုင်းကိုရမှတာဒီနေရာတွေကိုဖြေနိုင်မှာဖြစ်တယ်နော်နောက်ထပ်မေးခွန်းပုံစံကသူကဒူကီလို့ပေးထားတဲ့အတွက်ကြောင့်နားထောင်ပြီးတော့ဖြေရမယ့်ပုံစံဖြစ်တယ်ဒူကီရဲ့အဓိပ္ပာယ်ကနားထောင်ခြင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နော်နားထောင်တာကိုကိုရီးယားဘာသာမှာဒူကီလို့ခေါ်တယ်နံပါတ်1မေးခွန်းကဒေါင်းမူဒူကိုအောက်ပါကိုနားထောင်ပြီးဘင်းခန်းနဲ့ကွက်လက်မှာအာမာကျွန်းမှန်ကန်တဲ့ဂေါစွန်းအရာကိုဂိုလူရှိရှိရွာပါလေရွေးချယ်ပါတဲ့နော်မှန်တဲ့အရာကိုဘာလို့ရမလဲရွေး 다음을 듣고 빈칸에 알맞은 것을 고르십시오. ဒါမေးခွန်းလေးပြောထားတယ်နော်အောက်ပါကိုနားထောင်ပြီးတော့ကွက်လက်ဖြည့်ပါတဲ့ 태국, အဲ့တော့သူကဘယ်လိုပြောသွားလဲထဲကုအဲ့တော့အနောက်မှာဂူတော့ပေးထားတယ်အရှိကအတန်အတွက်ကထဲဖြစ်တဲ့အတွက်ကြောင့်အဖြေနံပါတ်1ကိုရွေးမယ်နော်အဲ့ဒါမှသူ့ရဲ့အတန်အတွက်တိုင်းထဲကုကိုရမှာပေါ့နော်ဒါဆိုရင်အဲ့ဒီဖြေပုံဖြေနည်းကအောက်ကအဖြေ4ခုနဲ့အပေါ်အတန်ကိုနားထောင်ပြီးတော့မှရွေးပေးရမယ့်ပုံစံဖြစ်တယ်နံပါတ်2နဲ့3ကိုကြည့်မယ်နော်ဆက်ပြီးတော့ 2번부터 3번까지 다음을 듣고 물음에 알맞은 대답을 고르십시오. ဒီအဓိပ္ပာယ်ကဒေါင်းမူဆိုတာအောက်ပါကိုဒူကိုနားထောင်ပြီးမိုရိုမဲဆိုတာမေးခွန်းတွင်အာမာကျွန်းမှန်ကန်သောဒေတာအဖြေကိုကိုလိုရှိရှိကိုရွေးချယ်ပါမေးခွန်းနားထောင်ပြီးတော့မှအဖြေရွေးမယ်နော် 2번, 회사원입니까? 1. 네, 회사원입니다. နံပါတ်1က il လို့ပြောတာကတစ်ကိုပြောတာနော် il နံပါတ်1နဲဟုတ်တယ်တဲ့ဝဲစာဝန်နီမီတာကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ် 2. 네, 회사원이 있습니다. နဲဝဲစာဝန်နီအီစုမနီတာကုမ္ပဏီဝန်ထမ်းရှိပါတယ် 3. 아니요, 회사원이 많습니다. အာနီယကညင်းတာဟင်းအင်းဝဲစာဝန်နီကုမ္ပဏီဝန်ထမ်းကမန်စုမနီတာများပါတယ် 4. 아니요, 회사원이 좋습니다. အာနီယညင်းတာဟင်းအင်းတဲ့ဝဲစာဝန်နီဂျိုစုမနီတာကုမ္ပဏီဝန်ထမ်းကကောင်းပါတယ်မေခွန်းလေးကဝဲစာဝန်နီမနီကကုမ္ပဏီဝန်ထမ်းဖြစ်သလားဆိုတော့သူနဲ့ကိုက်ညီတဲ့အဖြေကနဲဝဲစာဝန်နီမနီတာကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်ဆိုတဲ့အဖြေနံပါတ်1ကိုရွေးပေးမှမှတ်မယ်နော် 3번, 어느 나라 사람입니까? နံပါတ်3မေခွန်းကအော်နူနာရာစာရန်မီမနီကအော်နူနာရာဘယ်နိုင်ငံသားအီမနီကဖြစ်ပါသလဲနော်ဘယ်နိုင်ငံသားဖြစ်ပါသလဲအော်နူနာရာစာရန်အီမနီက 1. 남자입니다. ဤတစ်ကနမ်ဂျာအီမနီတာယောက်ျားလေးဖြစ်ပါတယ် 2. 기술자입니다. နံပါတ်2ကဤဂီစုဂျာအဆောင်နော်အဆောင်ဖြစ်ပါတယ် 3. 30살입니다. စောရွန်စာဆိုတာအသက်30ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်နော် 4. 네팔 사람입니다. နေဖာဆိုတာနီပေါ်စာရန်လူမျိုးအီမနီတာဖြစ်ပါတယ်မေကွန်းကအော်နူနာရာစာရန်အီမနီကဘယ်နိုင်ငံသားလဲလို့မေးတဲ့အတွက်ကြောင့်နေဖာစာရန်အီမနီတာအဖြေနံပါတ်4ကိုဖြေရမှာနော် 4번부터 5번까지 두 사람은 무엇에 대해 말하고 있습니까? စာဘွန်းဆိုတာနံပါတ်4ကနေတဲ့အိုဘွန်းဆိုတာနံပါတ်5เนาะဒီနှစ်ခုကတဲ့ဒူစာရန်မွန်လူနှစ်ယောက်ကတော့မူဩစဲတယ်ဟဲဘာနဲ့ပတ်သက်ပြီးတော့မာလာကိုအီစုမနီကပြောနေပါတယ်လဲဘာအကြောင်းပြောနေလဲပေါ့နော်အဲ့တော့အကြောင်းအရာ၄ခုပေးထားတယ်စကားပြောနားထောင်ပြီးတော့မှဘယ်အကြောင်းဖြစ်တယ်ဆိုတာကိုရွေးပေးရပါမယ် 4번, 안녕하세요. 저는 네팔 사람입니다. အညွန်ဟာဆယ်ရောမင်္ဂလာပါကျော်နွန်းကျမကတော့နေဖာစာရန်အီမနီတာနီပေါ်လူမျိုးဖြစ်တယ်တဲ့နော်နီပေါ်လူမျိုးဖြစ်ပါတယ် 안녕하세요. 저는 몽골 사람입니다. အညွန်ဟာဆယ်ရောမင်္ဂလာပါကျော်နွန်းကျွန်တော်ကတော့မွန်ဂိုစာရန်အီမနီတာမွန်ဂိုလီးယားလူမျိုးဖြစ်တယ်တယောက်ကနေနီပေါ်တယောက်ကမွန်ဂို
ဒါဆိုသူတို့ဒီဘယ်ဟာအကြောင်းပြောနေလဲဆိုရင်တစ်ကဤရွန်းရဲ့အဓိပ္ပာယ်ကနာမည်နှစ်ကနာဤကအသက်သုံးကဂူကြော့ကနိုင်ငံနံပါတ်၄ကစွန်းပြောဆိုတာယောက်ျားလေးမိန်းကလေးကြားမဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဒီမှာနိုင်ငံအကြောင်းပြောတဲ့အတွက်ကြောင့်အဖြေနံပါတ်3ဖြစ်တဲ့ဂူကြော့ကိုရွေးပေးမယ်နော် 5번. 어부입니까? အောဘူးအီမနီကာအောဘူးဆိုတော့ငါးဖမ်းသမားဖြစ်ပါသလား 아니요. 저는 농부입니다. အာနီယိုဟင်းအင်းဂျွန်နွန်းကျမကတော့နုံဘူးအီမနီတာလေသမားဖြစ်ပါတယ်တဲ့အဲ့တော့ဒါတွေကဘာတွေလဲပေါ့နော်တစ်ကဂိုဟျန်းရဲ့အဓိပ္ပာယ်ကမွေးရဲမြေကိုဂိုဟျန်းနှစ်ကဂျီကော့ရဲ့အဓိပ္ပာယ်ကအလုတ်ကိုင်သုံးကအီရွန်းရဲ့အဓိပ္ပာယ်ကနာမည်လေးကဂူကြော့ရဲ့အဓိပ္ပာယ်ကနိုင်ငံအဲ့တော့ငါးဖမ်းသမားတို့လေသမားတို့ဆိုတာကဘာတွေလဲဆိုရင်အလုတ်ကိုင်အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်အဖြေနံပါတ်က2ကိုရွေးပေးမယ်နော်ဒါဆိုရင်အခန်း1မှာပါတဲ့မေးခွန်းပုံစံသင်ကြားပြီးဖြစ်ပါတယ်